ဒီကနေ့ဟောကြားမည်ဖြစ်လေသောကြောင့်တရားဟောကြားသိမိတရားမနာကြားသိမိမှာတရားပိုင်ရှင်ဖြစ်တော်မူတဲ့ဘုန်းတော်6ပါးသခင်သဗ္ဗညုဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုယောသေးသောလို့ချီမိုးရှိခိုး၍ဓမ္မသဘင်စတင်ဖွင့်ရအောင်အလုံးပရိသတ်ပေါင်းတော်ကောင်းတို့ကလို့ချီပြီးတော့ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ဂုဏ်တွေကိုအာယုံပြုနေပါဘုရားကဓမ္မသနပလင်ဌာနကနေပြီးတော့ဘုရားရှင်ကိုယ်တော်မြတ်အားခြေကျူကောရောပူဇော်အပ်တဲ့နမကာရဘုရားရှိခိုးဖြင့်ဘုရားရှိခိုးမူဇော်၍ဓမ္မသဘင်စတင်ဖွင့်ရအောင်ပုရိတိဒါနိလောကိညုသန္တိမာဓမ္မတိရကုဘာဝတေတိဣမေသံဒုဓမ္မရံတိဓာတုစုဒါနိဒါနိဘုရားနိဟုသောယရဏသံယုံကြောင့်တရဘာဆုံးတော်ပြပြစမ်းဆုံးတင်း၍သွန်ကုန်ပွေရမည်ယခုကကာလသမယ၌ဓမ္မတိရကုရွှေမြရောင်နေလာရောင်ထွေထွေလာရောင်တို့ထက်ကရေကရမကအောင်ဝင်းကြည်ပ၍အလင်းတိတလာပြပြပွားနိုင်သဖြင့်ကဘာတလွားမှယရဏတရားဤဟူသောရောင်ဝါလည်းရှိတော်မူပါပေထသောလောကီညူလူအကြောင်းတွေနအကြောင်းတွေမြမအကြောင်းတွေနဲ့ကဘာအကြောင်းတွေရှိရှိသမျှမိမိရာရာအခက်မဲ့ထင်းမြရှင်ဗရမလက်တင်ထားတဲ့ကဲ့သို့ပိုင်သာဝေဘံတဗ္ဗညုတရွှေညာတော်ဖြင့်ဧကံသိမြင်တော်မူပါပေထသောသန္တိမာတရဝလုံးမာသာဆုံးထိန်ဆုံးဖြစ်၍စိတ်တလုံးမြတော်တာလိုခန္ဓာမပေါ်လာလည်းရင်တမြောကမန္တိလင့်ရသည်သံဝေပွင့်ပုံသွင်းဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်ဥရေတိအမိုက်ကိုပဲခွာရှောင်းအမောင်းကိုပြခွင်း၍အလင်းတတကြီးကြီးနဲ့ဖိုးဥရီတောင်းတိန်စီမမြရောင်ကြီးတဖိဖိနဲ့တရိပ်ရိပ်ပေါ်ထွန်းတော်မူခဲ့လေပြီသန္ဒီမာလေးရုံကိုလှည့်ရ၍လေးရကိုမြန်တော်မူတိတကူမြန်နှန်းနဲ့လာစံရဏဖြစ်တော်မူပါပေသောဘုရားရှင်ကိုယ်တော်မြတ်ကြီးဖရာတော်တွင်မူပြင်မူအစင်မူကားအမှုကကြသဖြင့်ဘုရားရှိသူတွေကိုဘုရားတွေခြုံငိမ့်အောင်ယုတ်သိအများစေနိုင်သည်ဧဝပိုင်ဖြစ်တော်မူသောရှင်မြတ်ကြီးသည်ဓာတုစုရှိသောပါရမီသဗ္ဗအနိဒာသော၍မြတ်သဘောဝါဒနာခိုင်ကြသဖြင့်ဓမ္မရာအတိုင်းပြောင်းမှန်စွာနေကြကုန်သောဣမေသံတုရှေးဘဝဇယိတို့ကြောင့်အေးအများကိုသာကြိုက်၍နေကြကုန်သောထိုများစွာတတ္တဝါနံဓမ္မနှမြတို့ကိုဓမ္မရံတိဂုဏ်တော်ညွန့်6ဆုံးဤဘုံတော်6ခမ်းတရားတော်ဒီဟုသောမြရောင်ကြီးပန်းတို့ဖြင့်ဘာဝသေတိပါရမီဒိဋ္ဌမချိုးခဲ့ကြသည့်အတိုင်းနိဗ္ဗာန်မြို့နာမတာမြေမှာချမ်းသာစေမောင်ချွေမတန်းရအောင်ရောင်ဝေစံတကြီးကြီးတလီလီပပဝင်း၍ထောလင်းတော်မူလဲပါကဘာမောင်မတိမြရောင်ကြီးညွန်မှုတို့ဖြင့်အထူးကြတဲ့မဆုံးနိုင်သည်ရွှေဖုံးခိုင်ကိုယ်တော်မြတ်ကြီးဖရာမေတ္တာဖို့စာပိုက်လေးတွေရွဆိုရင်းနဲ့မေတ္တာပို့လို့လိုက်ကြရအောင်အလုံးလိုက်ဆိုပါစัจ java လာအနန္တ၌လုံးစုံခတ်သိမ့်တတ္တဝါတွေကိုမတန်တံပူပန်ဆွဲတဲ့ကိုစင်ရဲ့လည်းကင်ပါစေဘေးအတန်တန်ရန်ခသိမ့်တို့
ရှောင်းကတိန်လို့ငြိမ်းပါစေစိတ်မှာတန်တန်ပူပန်ဆွဲတဲ့စိတ်ဆင်းရဲလည်းကင်းပါစေရှင်ရဲ့ကုန်ခန်းနိဗ္ဗာန်သံမြန်းနိုင်ပါစေဗုဒ္ဓဟောကြားမေတ္တာထားဘွားတဲ့တံပါပေစัจ java လာအနန္တ၌လုံးစုံခန္တိနတ်မြမာတွေကိုမတန်တန်ပူပန်ဆွဲတဲ့ကိုယ်စင်ရဲ့လည်းကျင်ပါစေဘေးအတန်တန်ယံခံသိမ့်တို့ရှောင်းကတိန်လို့ငြိမ်းပါစေစိတ်မှာတန်တန်ပူပန်ဆွဲတဲ့စိတ်စင်ရဲ့လည်းကျင်ပါစေဆင်းရဲကုန်ခန်းနိဗ္ဗာန်သံမြန်းနိုင်ပါစေဧဒါကဗုဒ္ဓဟောကြားမေတ္တာထားဘွားတဲ့တံပါပေသဗ္ဗိတိယောဝဝဇန္တုသောကောရောဂဝိနာတတုမာတိဘဝန္တန္တရာယဒုက္ခိတိကာယုကောဘဝသဗ္ဗိတိယောအလုံးစုံသောဘေးဥပယောဂအန္တရာယ်ဟုသမျှအပေါင်းတို့သည်ဝဝဇန္တုရှောင်လွှဲပြောက်ပြကြပါစေကုန်သောကောသသောကတရားသည်၎င်းရောဂောသကအနာယောဂသည်၎င်းဝိနာတတုပြောက်ပြပါစေအန္တရာယအန္တရာယ်ပေါင်းတို့သည်မာဘွန်တုမကြမရောက်ကြပါစေကုန်လေဒုက္ခိတောင်းကိုယ်စိတ်နှပြကျမ်းမာချမ်းသာဝမ်းသာကြကုန်၏ဖြစ်၍ဒီကယူကာတက်ရတန်ကိုကျော်လန်းနိုင်ကြကုန်သည်ဘဝတုဘဝတုကောင်းစွာမသွေဖြစ်နိုင်ကြပါစေကုန်တည်းမေတ္တာအာသီသမေတ္တာပဋ္ဌနာများပြုပြီးတော့ဒီနေ့ဓမ္မသဘင်ကိုကိုချိန်ကစတင်ပြီးတော့ဖွင့်ပါတယ်တောက်လေးတွေအောက်ချထားလို့ကိုရည်ရှိထိုင်နိုင်မဲ့ဣရိယာပုဂ္ဂိုလ်ပြင်ပြောင်းထိုင်လို့ဒီနေ့ဟောမယ်တရားပရိသတ်ရေအမိုးမလုံးရင်စိတ်ညစ်ရတယ်တဲ့ဗာတရားလေရွာလိုက်တဲ့မိုးသုံးလေးရဲ့ဇက်တိုက်သဲသဲမဲမဲကိုရွာတာအမလေးမိုးတွေရွာတာခေါင်ကလည်းမိုးမလုံးဘူးအိုတွေခွက်တွေရှိတယ်များအိုးခွက်လည်းကုန်ပြီရေခံရလို့ဘာလို့ရလို့လဲဘာဖြစ်လို့ရေခံရတာလဲမိုးမလုံးလို့တဲ့စိတ်ညစ်စရာကောင်းလိုက်တာခင်းလာတဲ့အခင်းတွေပေါ်လက်တွေတင်လာတာပြောင်လဲနေတာမိုးတွေယူကွက်ပြီးတော့နိုင်ရနေဆေးတွေတုတ်ထားတာအစင်းကြောင်းတွေထင်ပြီးတော့မိုးတွေပက်ဆိုရွှဲပြီးတော့တအိမ်လုံးကရစရာမရှိအောင်ဖြစ်နေတာမိုးတွင်ကာလပဲဘယ်ကာလလဲဒါကြောင့်ဘယေသားရဲ့မိုးမလုံးရင်ဘာဖြစ်ရလဲယထာအခါရံဒုစန္တဝုဋ္ဌိနသမတိဝိဇ္ဇတိဧဝံအဘာဝိတံစိတ်တံရာဂောသမတိဝိဇ္ဇတိဒုစန္တဆွေးကြီးဟောင်းနှွမ်းမကောင်းသဖြင့်မိုးအပ်သောဒုစန္တဆွေးကြီးဟောင်းနှွမ်းမကောင်းသဖြင့်မိုးအပ်သောအခါရံလူတို့နေရအိမ်ကြီးဟာကိုဗုဒ္ဓိသဲသဲမဲမဲတပွဲပဲဖြင့်မဆဲအောင်ရွာချတတ်သောမိုးရည်သည်သမတိဝိဇ္ဇတိယထာချက်ချင်းမသွေဆွဆိုခြင်းတို့ရောက်နိုင်လေပြီးတကဲ့သို့ဧဝံတထာတဲ့ပမာထားယူထိုအတူသာလျင်
အဘာဝီတံတရားအာယုံမထုံမထတရားအာယုံမထုံမထအလိုထသောစိတ်တံဖမ်းတော်လည်းမမိကြည့်တော်လည်းမမြင်ဖမ်းတော်လည်းမမိကြည့်တော်လည်းမမြင်အာယုံထင်ငါပြေးလွှားကနေတတ်တဲ့စိတ်ကိုရာဂောတဏ္ဍရာနှစ်ကြောင်းအဖြစ်ဆောင်တဲ့မကောင်းသောရာဂသည်သမတိဝိဇ္ဇတိအလွယ်ထွင်းပေါက်ချက်ချင်းရောက်နိုင်ပါပေသည်လို့ဘဂဝါဘုံတော်ကြောင့်စုအောင်လံသူဖြစ်တော်မူသောဘုရားရှင်ကိုရောမြတ်ကအဝေါစာကရုဏာရှိတာမေတ္တာအားဖြင့်မိန့်ကြားတော်မူလိုက်ပါပေသတည်းလူရယ်လို့ဖြစ်လာရင်ဘေးတိုင်းလူသားတိုင်းဟာနေစရာအိမ်ဆိုတာလိုအပ်သလားမလိုအပ်ဘူးလားအေးနေစရာကိုပိုင်အိမ်လေးမရှိတာတော့မှအိမ်ငှားတယ်ဟုတ်တယ်မို့လားအိမ်မငှားနိုင်လည်းပဲသူများနေရာလေးမှာနေရာလေးတောင်းပြီးတော့အဖီလေးဖြစ်ပြီးဆွဲပြီးတော့နေရတယ်ဆိုတာလူလောကမှာလူဟာအိမ်နဲ့နေရတယ်ငှက်တောင်မှအတိုက်ဆောက်ရတယ်ငှက်လည်းဘာဆောက်ရလဲငှက်တေတောင်တိုက်ဆောက်ရတယ်လူဆိုတာလည်းနေစရာအိမ်ရှိရတယ်နေစရာအိမ်မရှိတဲ့လူတယောက်ဟာလုံခြုံမှုမရှိဘူးတဲ့ရှိသလားမရှိပါဘူးဗျာအိမ်မမရှိဘဲနဲ့ကိုယ်ပစ္စည်းလေးတွေကိုထားတခိုးခိုးသွားတာဟိုလူဆွဲသွားဒီလူဆွဲသွားတဲ့အိမ်လေးလုံချုံချုံနဲ့အိမ်ထဲမှာထည့်ထားတော့လုံခြုံမှုရှိတယ်တဲ့အဲ့တော့ဘိယသာရေလောကထဲမှာအိမ်တွေဆောက်ကြတာမျိုးဝါအိမ်နဲ့သင်္သားအိမ်နဲ့တိုက်အိမ်နဲ့အာစီတဲ့အဘနဲ့ထပ်တယ်မဆောက်ဘူးလားအဲ့ဒီတော့ဆောက်ထားတဲ့အိမ်တွေဟာဘေးသတ်တွေကြည့်လိုက်ရင်ကောင်းတဲ့အိမ်ရှိတယ်လို့မကောင်းတဲ့အိမ်ကောမရှိဘူးလားရှိပါဗျာလှတဲ့အိမ်ရှိတယ်လို့မလှတဲ့အိမ်ကောမရှိဘူးလားရှိပါဗျာတန်ဖိုးနည်းတဲ့အိမ်ရှိတယ်လို့တန်ဖိုးကြီးမားမားပေးပြီးတော့ဆောက်ထားတဲ့အိမ်တွေကောမရှိဘူးလားရှိပါဗျာကိုင်းဒီတော့ဘေးသတ်လှတဲ့အိမ်ကြည့်လိုက်အိမ်လေးလှလိုက်တာကွယ်ဒီဇိုင်းလေးကောင်းလိုက်တာကောင်းပါပေါ့အဲ့ဒါဂျပန်ကပြန်လာတဲ့အင်ဂျင်နီယာဒီဇိုင်းဆွဲပြီးတော့ဆောက်ထားပေးတာဟာကြွေပြားလေးတွေကောင်းလိုက်တာကောင်းတော့ပေါ့ကြွေပြားတစ်ခါကို4000ကျော်5000ပေးထားတာမလေးလှလိုက်တဲ့အိမ်ဘယ်လောက်ကုန်သွားလဲ3000ကုန်သွားတယ်ဒီလိုခန်းခန်းနာနာသားသားနာနာဆောက်ထားတဲ့အိမ်ကောမရှိဘူးလားရှိပါဗျာဝါလေးတောက်ထားလေးနဲ့မျောတိုင်းလေးနဲ့ဖြစ်တယ်လို့လေးဆောက်ထားတဲ့အိမ်တွေကောမရှိဘူးလားရှိပါဗျာအဲ့တော့ဘုရားကြီးတူတူလေးပြောလိုက်ကြပါစို့အိမ်အရှက်တန်းကလည်းအမျိုးကွဲတာပဲသူ့အိမ်လေးသူလှအောင်တည်တည်တတ်တာလေးနဲ့ဆောက်ထားပတ်စံအများကြီးပေးဝယ်ပြီးတော့ဆောက်ထားတာတချို့အိမ်ကြတော့လည်းဖြစ်တယ်လို့ကိုယ်ငွေကြေးပမာဏအတိုင်းအတာဒီလိုဆောက်ထားတာဘယ်လိုဆောက်ထားတဲ့အိမ်တွေပဲပြောပရိသတ်ရဲ့အခင်းတွေဘလောက်ကောင်းအကာတွေဘလောက်လုံးညောင်ကာရပရိသတ်တွေအမိုးမလုံရင်ဘာမလုံရင်လည်းအမိုးမလုံးရင်တိုက်ကြီးကလည်းပဲစိတ်ညစ်ရတယ်တိုက်ထောက်ထားရင်လည်းဘာဖြစ်လဲစိတ်ညစ်ပါဗျာခင်းလာတာတခါတည်းပေါ်လစ်တင်လာတာပါကီးတွေကပြောင်လက်နေတာပဲသို့တော့မိုးတွေရိုးရင်အဲ့ဒီပြောင်လက်နေတဲ့ပါကီးတွေအကွက်တွေမထကုန်ဘူးလားမိုးမလုံလို့ဘာမလုံလို့လဲအဲကြောင့်ဆိုလိုက်စမ်းပါလောကထဲမှာအိမ်ဆိုတာများစွာရှိလေသာလောကထဲမှာအိမ်ဆိုတာများစွာရှိလေသာအိမ်ဖြစ်ယုံသာဆောက်နိုင်တာနဲတာတန်ဖိုးပါအိမ်ဖြစ်ယုံသာဆောက်နိုင်တာနဲတာတန်ဖိုးပါသာသနာထောက်လို့ထားငွေများကုန်လိုက်တာသာသနာထောက်လို့ထားငွေများကုန်လိုက်တာဘယ်အိမ်မဆိုအမိုးကိုလုံရမှာဘယ်အိမ်မဆိုအမိုးကို
လုံးကိုလုံးရမှာမိုးယူအိမ်မှာနေရတာစိတ်မှမချမ်းသာမိုးယူအိမ်မှာနေရတာစိတ်မှမချမ်းသာအဓိကကြအမိုးကလုံမစိတ်ချမ်းသာအဓိကကြအမိုးကလုံမစိတ်ချမ်းသာအိမ်တိမ်လုံးမပိသတ်တေအမိုးဟာအဓိကကြတယ်ဗာအဓိကကြလဲအမိုးကောင်းပြီဆိုရင်မိုးရံကိုလည်းခံနိုင်တယ်နေရံကိုလည်းခံနိုင်တယ်အမိုးတွေကျွတ်တို့ကျဲတယ်နဲ့တောင်ထမ်းနေဟိုနာကပေါက်မမိုးနိုင်မှုဒီနေ့ပတ်စံရှင်မပြေလို့အိမ်မမိုးနိုင်မှုဆိုရင်ပိသတ်ရဲ့အဲ့ဒီတောင်ထမ်းမိုးရတဲ့အိမ်တွေကအမိုးတွေကျွတ်တို့ကျဲတယ်ဖြစ်ပြီးတော့မိုးရိုးတော့လည်းစိတ်ညစ်ရနေဘူးတော့လည်းနေပြောက်တွေထိုးလို့အိမ်တွေမျက်နှာကိုနေတာထိုးလို့မပူဘူးလားအဲ့တော့ပိသတ်ရဲ့တို့တို့မှတ်ကြပါအိမ်တအိမ်လုံးရဲ့အဓိကကြတာစီအမိုးအိမ်တအိမ်လုံးရဲ့အဓိကကြတာစီဗါတဲ့လဲအကားတွေဘလောက်ကောင်းကောင်းခင်းနေဘလောက်ကောင်းကောင်းအဲ့ဒါမိုးရမလို့ရင်တော့အဲ့ဒီအကားတွေခင်းနေလဲပဲဆွေးမြေပြီးတော့သွားမယ်တဲ့ဟောဒီလောက်ပြောရင်သဘောပေါက်သွားပြီငါတို့ဩမိုးရင်ကာလဒီမိုးမလုံတာတော်တော်စိတ်ညစ်ဖို့ကောင်းတာလက်သမားသွားခေါ်တာလက်သမားဆရာရဲ့တက်ကြည်သားမဟောက်ဘက်ကလည်းမိုးယူတယ်ဒီဘက်ကလည်းအပေါက်တွေမြင်နေရတယ်ခင်ဗျားအိမ်မိုးမှမလုံမဲနဲ့အဲ့ဒါဘယ်နဲ့လုံမတော့ဆိုလုံအောင်ပြန်လုပ်ရင်တွတ်ဆိုရင်လည်းပဲပိဋကမကောင်းတဲ့တွတ်ခွာပြီးတော့တွတ်အစ်စ်လဲရမလားမလဲရဘူးလားလဲရပါဘူးတောင်ထမ်းဆိုရင်လည်းပဲမကောင်းတဲ့တောင်ထမ်းကိုထုတ်ပြီးတော့တောင်ထမ်းအစ်စ်အစားထိုးရမလားမထိုးရဘူးလားဥပမာပေးလိုက်တာဗာပေးလိုက်တာလဲအေးမြတ်စွာဘုရားရှင်ကိုတော်မြတ်ကဒုက္ခနံဆွေးရီဟောင်းနာမကောင်းတဲ့ဖြင့်မိုးရသောအာကာရလူတို့နေရာအိမ်တွေဟာကိုဟုတ်သည်တဲတဲမဲမဲတပွဲပွဲဖြင့်မစဲအောင်ရွာချတတ်သောမိုးရည်သည်သမတိဝိသတိယထချက်ချင်းမသွေဆိုဆိုချင်းတို့ရောက်နိုင်လေပြီတကဲ့သို့လောကဥပမာဘုရားမြတ်စွာဒီဓမ္မပဒဒေသနာတော်မှာဟောတာအဲ့တော့မိုးမလုံတဲ့အိမ်မှာနေရတာစိတ်ညစ်တယ်တစ်ချက်မှတ်ထားပါအကားတွေခင်းတွေဘလောက်ကောင်းကောင်းဆေးတွေဘလောက်တောက်ပြောင်သုတ်ထားတော့လည်းပဲမိုးမလုံးတဲ့အိမ်မှာနေရတဲ့ပုဂ္ဂိုလ်ကလုံခြုံမှုမရှိဘူးတဲ့စိတ်ညစ်နေရတဲ့စိတ်ဆင်းရဲနေရတယ်လို့ဘုရားရှင်ကိုရောမြတ်ကပိဋကတ်ရဲ့ဒီနေရာမှာဥပမာပေးထားတယ်အဲ့ဒီဥပမာလိုပဲယထာပရိစ္ဆာယထာပရိစ္ဆာကထာရေအကာရန္တိဘဝစတိဧဝံပရိစ္ဆာအတ္တရာတိသရိဒန္တိဘဝစတိကထာရေတုံးတိုင်သေဝကျိန်တွင်အဖြစ်များပြားစုပုံအဆောက်အအုံကိုပဋိစ္စစုပေါင်းစွဲမိတွဲကာခြေတဲ့ဖြင့်အဂါရန္တိအိမ်ကြောင်းမန္တဇယတိုက်တာအိမ်ကြောင်းမန္တဇယတိုက်တာနေယဌာနအဝါဒဟူ၍ဩစတိယထာခေါ်ဝပညာသမုတ်အပ်လေပြီတကဲ့သို့ဧဝံပမာထားယူအိမ်ကြောင်းအတူသာလည်းအတ္တရာဒိအယုအဆက်အကျော်ရှဲ၍ဖွဲ့ကျအသားဖုံထားအပ်သောအရေးများကိုပဋိစ္စစုပေါင်းဆွဲမိစုပေါင်းဆွဲမိတွဲကားတည်တဲ့ဖြင့်တရိရန်တိသူကိုငါကိုခန္ဓာကိုယ်ရဲ့လို့ဥစ္စတိခောဝပညာသမုတ်အပ်ပါပေတော့တည်းပရိသတ်တွေမြတ်စွာဘုရားရှင်ကိုရောမြတ်ကဒီနေရာမှာဗာပြောသွားတာတော့ဆိုလို့ရှိရင်ဘုန်းကြီးတော်ဟောဒီရထားတဲ့ခန္ဓာကိုယ်ကြီးဒီအိမ်နဲ့တူတယ်။ဘာနဲ့တူတယ်တဲ့လဲ။အဲဒီခန္ဓာကိုအိမ်နဲ့တူတယ်အိမ်ဆောက်ရင်တိုင်နေထူထားတယ်လို့ခန္ဓာအိမ်ကြီးမှလည်းအယိုးဟာတိုင်နဲ့တူတယ်တဲ့အယိုးတွေပါတယ်လေ။300ရှိတယ်။အယိုးပေါင်းဘယ်လောက်ရှိလဲ။အခုမှဆရာဝန်တွေကဓမ္မရိုက်ပြီးတော့အမလေးနာယိုးကဘယ်နှချောင်းရှိတယ်လေပင်ယိုးကဘယ်နှချောင်းရှိတယ်ပေါင်ယိုးကဘယ်နှချောင်းရှိတယ်အခုမှဓမ္မကြည့်ပြီးတော့ပြောတာမြတ်စွာဘုရားရှင်ကိုရောမြတ်ကသဗ္ဗညုတဉာဏ်တော်ကြီးဖြင့်
အိုးလွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်တဲ့ကခန္ဓာကိုယ်မှာအယိုး300ရှိတယ်တဲ့။ဘာရှိတယ်တဲ့။သဗ္ဗညုတဉာဏ်ကြီးကအံ့ဩစရာမကောင်းဘူးလားဘိသား။ခုမှလူတွေကအမလေးရှောင်းဝန်တွေကဘယ်ရိုးကဘာဖြစ်နေတာဘယ်နာဘာကဘာအယိုးရှိတာနဲ့နော်ဒါပြောနေကြတာဆိုနေကြတာမြတ်စွာဘုရားနှစ်ပေါင်း2500ကျော်တဲ့ကသူလွန်ခဲ့တဲ့နှစ်ပေါင်း2500တဲ့ကဘုရားမြတ်စွာကခန္ဓာကိုယ်ထဲမှာအသေးဘယ်နာမှာရှိတယ်ဆုပ်ဘယ်နာမှာရှိတယ်သဗ္ဗညုတဉာဏ်ဟာဘေးတိုက်ဓမ္မနဲ့အစွမ်းထက်တယ်သဗ္ဗညုတဉာဏ်ဘာနဲ့အစွမ်းထက်တယ်ဘယ်နဲ့တတော်ကသတင်းတစ်ခုကြားလိုက်ပါတယ်ဘုန်းကြီးတို့ဆွဲတော့တရုတ်ပြည်ကဆွဲတော့ကိုဘာလို့ဒီဆွဲတော့ကအတုလားအစစ်လားအတုလားအစစ်လားနဲ့စစ်ချင်တာသိပ္ပံပညာရှင်တွေကမြတ်စွာဘုရားရဲ့ဆွဲတော့ဟာဒါနဲ့ဗါတဲ့လေအခုတရုတ်ဘုန်းကြီးတွေကစစ်ခွင့်ပေးလိုက်တော့စစ်လိုက်တဲ့အခါကျတော့ပရိသတ်ကြီးဘာအဖြေထွက်လာတော့ဆိုတော့လွန်ခဲ့တော့နှစ်2000ကျော်ကတာမန်လူသားမဟုတ်ဘူးတဲ့ထူးထူးခြားခြားလူသားတယောက်ရဲ့သွားတဲ့ဟောအဖြေထွက်သွားတာသိပ္ပံပညာကအခုမှလာစစ်တာမြတ်စွာဘုရားရဲ့ဆွဲတော်ဘုရုဆွဲတော်လေဒါကြောင့်လွန်ခဲ့သောနှစ်ပေါင်း2500ကဟောဒီကမ္ဘာလောကကြီးမှာမဟာလူသားတဲ့ရှားကြီးဥရှိအောင်ကဗုဒ္ဓကိုမဟာလူသားတဲ့ဘယ်လိုတင်သားတာလဲဗုဒ္ဓတကယ်ပွင့်သွားတာပိဋကရဲ့ဒီဗုဒ္ဓဘာသာတွေကတော့ယုံကြည်ပြီးသားပေါ့တခြားဘာသာတွေကမယုံကြည်တော့ဘူးဒါစစ်ခြင်းနဲ့ဒီစစ်ခြင်းနဲ့ဒီဆွဲတော်ပေးသားမှာစစ်ကြည့်ခြင်းနဲ့သိပ္ပံပညာထွန်းကားလာတော့ဒီအဟာကနှစ်ပေါင်းဘလောက်ကဘသူရဲ့ဘာဆိုတာအခုဖြေထွက်တာပဲဖြေထွက်တာပဲခုအဲ့တော့မြတ်စွာဘုရားဟာလောကသုံးပါးမှာတတ္တဝါတွေရဲ့အကျိုးကလွန်ခဲ့သောနှစ်ပေါင်း2500တဲ့ကတကယ်ပွင့်သွားခဲ့တာဆိုတာသိပ္ပံပညာရှင်တော်ညင်းမရတော့ဘူးအခုခရစ်ယာန်တို့အစ္စလာမ်တို့အစရှိသည့်အပြင်ဘာသာတွေသူတို့ပွင့်သွားတယ်တဲ့သူတို့ဘုရားတွေဟဲ့လားဘယ်မှာလဲဒါစစ်เสียဘာရှိဘာမှမရှိဘူးပြပြသက်သေးဘုန်းကြီးတို့မြတ်စွာဘုရားမှာဒါအယိုးတော်တွေရှိသေးတယ်နဗုသိညစ်တော်တဲ့ဟုတ်နတ်ပြည်မှာရောက်နေတယ်နဗုသိညစ်တော်လည်းရှိတာပဲဘုရားနဗုသိညစ်တော်ကြီးကနဗုသိညစ်တော်ကနဗုယိုးကိုပြောတာရှိတယ်ဘုရားရဲ့မြတ်စွာဘုရားရဲ့ဆွဲတော်အခုလူပြည်မှာရထားတာတရုတ်မှာဒီဆွဲတော်ဟာအခုစစ်ကြည့်တဲ့အခါမှာဘာဖြေထွက်လာတော့တကယ်သွားစစ်ဒါပေမဲ့တမန်ပုဂ္ဂိုလ်ရဲ့သွားမဟုတ်ဘူးတဲ့ဘလောက်ကြာပြီးတော့တက်တန်းပြောပါဆိုလွန်ခဲ့တဲ့2500ကျော်ကဒီသွားဟာကဲသာသနာလက်2550နဲ့ခွန်ကဲအကုန်ကွက်တီဒါကြောင့်ဗုဒ္ဓမြတ်စွာလောကကြီးထဲမှာပွင့်သွားတယ်ဆိုတာကိုဘိသတ်တွေဘယ်သူမှညှင်းလို့မရဘူးရသလားမရပါဘူးဗုဒ္ဓဘာသာကခိုင်မာတယ်ဆိုတာအဲ့ဒါပြောတာအမေရှိတယ်အဖေရှိတယ်ဘယ်မှာမွေးတယ်ဘယ်လိုနေသွားတယ်ခုနန်းတော်ကြီးကပိလုခြေဟောင်းမျိုးတော်ကြီးဖော်ထားတာအိန္ဒိယကကဲဘာညင်းလို့ရလဲဗုဒ္ဓဘာသာနဲ့ပတ်သက်ဘာမှညင်းမရဘူးအပြည့်စုံရှိတယ်အစုံအဲ့တော့ဗုဒ္ဓမြတ်စွာကသဗ္ဗညုတဉာဏ်တော်ကြီးဖြင့်ကြည့်ပြီးတော့ခန္ဓာကိုယ်ဟာအယိုးပေါင်း300တဲ့အယိုးပေါင်းဘယ်လောက်ရှိလဲသိပ္ပံပညာကအခုမှသူတို့ပြောနေတာနာယိုးကဘယ်နှယိုးရှိတယ်ဒါခုမှမြတ်စွာဘုရားကသဗ္ဗညုတဉာဏ်တော်ကြီးနဲ့ကြည့်ပြီးတော့ခန္ဓာကိုယ်မှာအယိုးကဘယ်နာမှာရှိတယ်လက်ယိုးကဘယ်နာမှာခြေယိုးကဘယ်နာမှာဟောသွားပြီးသားအဲ့တော့ဒီခန္ဓာကိုယ်ကအိမ်နဲ့တူတယ်တဲ့ဘာနဲ့တူတယ်တဲ့လဲတရားဓာတ်လေးဆိုလိုက်စမ်းမှာခန္ဓာဆိုတာအိမ်ဗမာသေချာတူလာတာခန္ဓာဆိုတာအိမ်ဗမာသေချာတူလာတာဟောဒီခန္ဓာကိုယ်ကြီးကအိမ်နဲ့မြတ်စွာဘုရားဥပမာပေးလိုက်ပြီးအိမ်ဟာကာရေကာမိုးတွေမိုးဆောက်ထားတယ်လို့ခန္ဓာကိုယ်ကြီးဟာလည်းပဲပြည့်တတ်တဲ့တိုင်နေနဲ့အယိုးတွေနဲ့တိုင်ချိုးတဲ့အရေတူအရေပါးတွေဖုံးအုပ်ပြီးတော့အထက်မှာအသေးတွေဦးတွေနှလုံးတွေဒါတွေထက်ဘာဖြစ်လို့ဖုံးထားတာတော့ဘုရားဆိုဖွင့်ထားရင်နံလို့ဖွင့်ထားရင်ဘာဖြစ်လဲအေးဖုံးထားလို့မနန်းတာဖွင့်ထားရင်နံနေမယ်တဲ့ခန္ဓာကိုယ်ပိုက်ခွဲပြီးတော့ဈေးလေကောင်ရှာနာသားမှာခွေးလာဆွဲသွားမယ်ဘာဆွဲသွားမလဲဘာဖြစ်လို့လဲနံလို့ဘာဖြစ်လို့လဲဘယင်တရင်နံလို့ဓမ္မစွာဘုရားဟောထားပြီးတာအတုပသင်ညာပွားရမယ်တဲ့ခန္ဓာကိုယ်အဲ့တော့ဒီမှာဒီပေးတဲ့ဥပမာလေးတရားမှတ်စမ်း
ခန္ဓာကိုယ်ကအိမ်နဲ့တူတယ်ခုနကပြောခဲ့ပြီပိယတရဲ့ခန္ဓာကိုယ်အိမ်နဲ့တူတယ်ဆိုတော့အိမ်ဟာလည်းအမိုးရဲ့အကာရဲ့ခင်းရဲ့ရှိရမလားမရှိရဘူးလားဟိုတို့ခန္ဓာအိမ်ကြီးကိုဆောက်တဲ့နေရာမှာလည်းပိယတရဲ့အသိပညာတဲ့ဗါတဲ့တော့ပြောအသိပညာအရေးကြီးတယ်ဥပမာပြောကြစို့အိမ်တစ်လုံးဆောက်မယ်ဆိုရင်ကိုယ်အိမ်ဆောက်တတ်လားပြောမဆောက်တတ်ဘူးဆောက်တတ်သလားမဆောက်တတ်တော့ဘာခေါ်ရအောင်ဆိုတော့အင်ဂျင်နီယာခေါ်ရတယ်ဘာခေါ်ရလဲအင်ဂျင်နီယာကအိမ်ကျောင်းသူကောင်းကောင်းနားလဲတဲ့အင်ဂျင်နီယာခေါ်ပြီးတော့ဘာလုပ်ရလဲပုံစံအရင်ထုတ်ရတယ်ဘာလုပ်ရလဲပုံစံအရင်လေးထုတ်ပြသားပါဗျာပရင်းပေါက်ကဘယ်နာမှာထားမယ်အမိုးကဘယ်လိုမိုးမယ်အိမ်တော်ခေါင်လားလေးပဲရေစင်းလားရိုးရိုးခေါင်လားကြိုက်လောက်စမ်းပါအောင်ဗျာပုံစံဒီဇိုင်းလေးဆွဲစမ်းပါအောင်ဗျာအိမ်တစ်လုံးဆောက်ရင်ဘယ်တိုင်းကိုမဆောက်တတ်ရင်အင်ဂျင်နီယာခေါ်ရလားမခေါ်ရဘူးလားပဂတိအိမ်တစ်လုံးဆောက်တာတော့မှအသိပညာရှင်အတတ်ပညာရှင်လို့ခေါ်တဲ့အင်ဂျင်နီယာသူတို့ထံမှာအကူအညီတောင်းရသလိုသူတို့ရဲ့ဒီဇိုင်းကိုထုတ်ပြီးတော့ယူရသလိုတဲ့ဘုန်းကြီးတို့ရထားတဲ့ဟောဒီခန္ဓာအိမ်ခုရထားတာဗါတဲ့လေအနှစ်သာရဘာမှရှားမရတဲ့အပုတ်တွေပြင်းနေတဲ့ဟောဒီခန္ဓာအိမ်ကိုအဖို့တန်းတဲ့စိန်တွေရွှေတွေငွေတွေအဝိဇ္ဇဘယ်လောက်ပေးရလဲ1000ပေးရတယ်ပစိုးအိမ်ကြီးနဲ့ထမိန်နဲ့ဝမ်းဆက်ဘယ်လောက်ပေးရလဲအမလီ3သိန်းခွဲတောင်ပေးရတယ်တဲ့ဘယ်လောက်ပင်အဖို့တန်းတဲ့စိန်ရွှေငွေကြောက်တာပဲများပိုးဘက်ကလေးပါးတွေနဲ့ဆင်ထားပါတော့လည်းပဲမြေတတ်တယ်တနေ့နေ့တစ်ချိန်ချင်းကြတော့ဒီခန္ဓာတုတ်တန်တတ်သိနိုင်ဝမှာပြည့်ရမလားမပြည့်ရဘူးပြည့်ရပါဘူးဒါဖြင့်ဒီခန္ဓာကိုယ်ဘာမှအဖို့မတန်ဘူးတဲ့အဖို့မတန်တဲ့ခန္ဓာကိုယ်ကြီးရထားတဲ့အခါမှာအသိပညာလို့ခေါ်တဲ့အင်ဂျင်နီယာရဲ့အကူအညီယူပြီးတော့ဒီခန္ဓာကိုယ်ကြီးကိုလှအောင်ပြင်ရမယ်တဲ့ဒီခန္ဓာကိုယ်ဘာလို့ရမှာလဲဒီခန္ဓာကိုယ်ကိုလောကအနေနဲ့တောက်ပြောင်းတဲ့အဝင်စားတွေနဲ့တောက်ပြောင်းတဲ့စိန်ရွှေငွေတွေနဲ့ဘယ်လိုပင်ဆင်ထားပါတော့လဲပဲအနှစ်မဲ့နေတဲ့ခန္ဓာကိုယ်ကြီးကတနေ့နဲ့တစ်ချိန်ကြီးဘာမှအသုံးမကျဘူးတဲ့အဲ့တော့ဒီခန္ဓာကိုယ်ကြီးကိုအနှစ်ရှိသွားအောင်ဘာတွေနဲ့တန်းသားဆင်းလို့ဘယ်လိုကာလို့ဘယ်လိုမိုးလို့ဘယ်လိုခင်းလို့ဆိုတာမြတ်စွာဘုရားရှင်ကိုရောမြတ်ကဒေသနာတော်မှာညွှန်ကြားထားတာမြတ်စွာဘုရားကအင်ဂျင်နီယာနဲ့တူတယ်မြတ်စွာဘုရားကဘာနဲ့တူဒီဇိုင်းလာအိမ်လာလေးဖြစ်ဖို့လို့ဘုရားရှင်ကိုရောမြတ်ကဒီလိုခြေတကြပါဟဲ့လို့ဘုရားရှင်ကိုရောမြတ်မိန့်တော်မူထားတာဒါကြောင့်လိုက်ဆိုကြမှာအနှင်မဲ့ညာခန္ဓာအားလှသွားအောင်သာဆင်ရမည်အနှင်မဲ့ညာခန္ဓာအားလှသွားအောင်သာဆင်ရမည်အဲ့တော့အနှင်မဲ့နေတဲ့ခန္ဓာအိမ်ကြီးကိုဆင်တော့မယ်ဆိုတော့ပြည့်တိုင်းမိန်းက3ခုပဲရှိတယ်မိန်းကဘယ်နှခုလဲအမိုးရဲ့အကာရဲ့အခင်းရဲ့ဘယ်နှမျိုးလဲအဲ့တော့ဒုက္ခနာအိမ်ကြီးကိုလည်းပဲလှအောင်ဆင်ခြင်းပြည့်တိုင်းဆိုလိုက်သားမှာဒါနဆိုတာအခင်းမှာကောင်းစွာခင်းရမည်ဒါနဆိုတာအခင်းမှာကောင်းစွာခင်းရမည်ဒါနဆိုတာအခင်းမှာကောင်းစွာခင်းရမည်လူလို့တန်းလို့ပေးလို့ကောင်းလို့ဘုရားတဲ့ကြောင်းတော်ရဟန်းရှင်ပြုဒါနအစုစုလုံနေတာဘုရားတဲ့ခန္ဓာအိမ်ကြီးမှာအခင်းခင်းနေတာတဲ့ဘာခင်းနေတာလဲအခင်းမခင်းရတဲ့အိမ်လူတက်နေလို့ရသလားမရဘူးဘုရားရဲ့အခင်းအရင်ခင်းဘာခင်းရမယ်အခင်းခင်းမိပြီဟဲ့အခင်းလေးတော့ခင်းပြီလူတက်နေလို့တော့ရတယ်သို့တော့ခလေးတွေပြုတ်ကြမယ်အကာလေးလည်းကအောင်ပါဗာလေးလည်းကအောင်ပါကိုင်းဆိုလိုက်စမ်းပါသီလဆိုတာအကာပါကောင်းစွာကာယမည်သီလဆိုတာအကာပါကောင်းစွာကာယမည်သီလကဘာနဲ့တူဘ
Ho Akali Kavivi Malone Lomila Malone Wunga Dana de Lobivi a Kemakena Dana Loda Valo Dale Nga Ubo Dilade Saudi Nine and Ava Dila Mere Nakojin de Yamabe Bulu Bello and Piova no Leve Akave Kararashi Zide a Kene Gadi Namure Di Maniara Sechana Villa Moyo Lebeli Hello Meredo Amo Malo in Bavime Moyo in Bavime Senya me Pakiri Kenalo Comate Taisavido Belove Yauni Tenavado Leve Nayama Chiviani Velu Catavado Leve a moment move so you be die Senya Niaura Era Yamolo Jana Akele Kenya Dila Agale Ka Dilivala Lodano Dana Kele La Kena Dila Kushabandila Uni Udila Saudi Ula Akakarara Alodale a Momo Lodine Hodemola Solaibo Amo Soda Bawana Amo Bawana Ikanda Lodwa Seami Amo Bawana Ikanda Lodwa Seami Amo Bawana Maloma Lonzwa Buyami Amo Bawana Maloma Lonzwa Buyami Amodi Udo Bawana Mamota Musoye Vedade Senyame Sebuyame Shin Todo Jinin Naleombio Daya Amato Tayin Senyame Daya Amato Tayin Barele Daya Amato Tayin Senyame Miadwa Miajin Goromiaka Ewo Tata To Mo Malone Ayadina Leyo Aba Wida Daya Ayo Daya Ayo Mato Mata Alota Ado Say down Pandole Mami Say a palo me haule Segu Tuare Ludia Homa Say Tabido like Palo Duila Pandole Mami Gidole Mami Pandole Mami Gidole Mami Ayo Kinga Piedloaga Nida de Seiko Bonidoye Utu Zene Say Buru Zene Seiko Rago Sandara Nijao A chis sound Macauno Yagadi Tamati Wizadi Aloe Twin Bow Chachin Yaunai Babi Dilo Bagawa Buno Chausu Aulandu Pidamu Biashin Goromiaka Awasa Karuna Jeta Mida Aje Majaro Mulai Babe the D Mora Davi may be a more Jenny in Leve, Moyo Ome, a more she, Jenny in Mojuma, Jenny in Vavile. Loa Mamore, Ines Zayano, Mota de Eligaro, Nene Dode Dodo, Jenny, Towntan, Jenny, Moyu Malamayula. Did I mean that day? Poino Budos in the Seiko, a Mosura, Bawanare, Wibadana. Barero Vivadana Bhavana Kamatalo Amsutare Boguye Saitema Kilida Mori Susome Kilida Moyume Pamoyume Tayan Sola Isama Amoje Layem Kilewe Ancient Buyami Amoje Layem Kilewe Ancient Buyami Amo Malo Ancient Yo Agom Buyami Amo Malo Ancient Yo Agom Buyami Mabu Jelayem Aingobe Lode Jayami Mabu Jelayem Aingobe Lode Jayami
မိုးလုံးအိမ်လေးတောက်ခါပေးဘဝစိတ်အေးမြည်မိုးလုံးအိမ်လေးတောက်ခါပေးဘဝစိတ်အေးမြည်မိုးမလုံးနဲ့အိမ်မှာနေရတာဘေးသက်တည်းစိတ်ငြိမ်ရတယ်လို့ကိလေသာရာကမိုးတွေသွန်းပြိုးပြီးတော့ရွာနေတာဓမ္မမိုးရေကြီးဘယ်နဲ့လက်မှနဲ့ဟိုးကျင်ညာလိုက်တာဓမ္မသံဃာနေပြီးတော့ဘယ်မှာခါတိုင်းစံချိန်နဲ့မိုးရေကြီးဘယ်နဲ့လက်မှစံချိန်တင်နေတဲ့မကျင်ညာဘူးလားအမလေးတို့မိုးရေကြီးလက်မှကသုံးတတ်မှဘလောက်တို့ညာတို့ဘုန်းကြီးတို့ခန္ဓာကိုယ်မှာရွာနေတဲ့မိုးရေကြီးလက်မှက1500တဲ့မိုးရေကြီးလက်မှမများဘူးလားကိလေသာ1500ဆိုတာမများဘူးလား10ပါးအကျယ်ပွားတော့1500တဲ့မိုးရေကြီးလက်မှရွာလိုက်တဲ့မိုးဟာနေ့နေ့ညညသုံးပြိုးပြီးတော့ရွာနေတဲ့မိုးကိုယ်ခန္ဓာကိုယ်မှာရွာနေတဲ့ကိလေသာမိုးရေကြီးကြတော့ဘယ်နဲ့လက်မှရှိတယ်ဆိုဘယ်သူမှမတိုင်းကြည့်ဘူးတိုင်းကြည့်လားမတိုင်းကြည့်ဘူးနေတိုင်းမနဲ့မိုးလေးလာတယ်မျက်စိနှလုံးပွင့်နေတာလောဘဒေါသမောဟမာနရာတခုမဟုတ်တခုဖြစ်တာဖြစ်သလားမဖြစ်ဘူးလားပုထုဇဉ်ဟာဘေသတ္တေကိလေသာနဲ့နှပန်းလုံးနေတာဘာနဲ့နှပန်းလုံးနေတာကိလေသာနဲ့နှပန်းလုံးနေတာအဲ့တော့မိုးကတော့ယိုးမှာပဲယိုးလားမယိုးဘူးလားယိုးတဲ့မိုးယိုမှန်းသိရင်ဖာအမိုးပေါက်နေတဲ့တရားစခန်းတွေမှာယောဂီဟာဓမ္မအမှတ်စိတ်နေရဘာလို့နေရလဲအမှတ်စိတ်လို့အိမ်မခင်မစခန်းတလညာစေကြားဘူးတယ်မဟုတ်လားလှုပ်ရှားမှုရာသူနာပုံသွင်းအစာစကားနေပါစင်ញံအမစိတ်လို့အိမ်မခင်မစခန်းတလညာစေယောဂီဆိုတာကြမ်းမှနေပေမဲ့လို့လူမမာလို့ဖြည်းဖြည်းထားဖြည်းဖြည်းထိုင်အမကျဲသွားမှာဆိုလို့ဗာကျဲသွားမှာဆိုလို့အမကျဲရင်မိုးရုပ်ကိလေသာဝင်မှာပဲနော်ဒါကြောင့်ဒီစိတ်မှာအမမကျဲရအောင်တရားစခန်းတွေဆိုဒါအမြဲတမ်းတတိပေးရယောဂီအမစိတ်မှာအမစိတ်မှာဘယ်လန်းနဲ့ညာလန်းနဲ့အမမလွတ်စင်းနဲ့အမမလွတ်စင်းနဲ့ဘာဖြစ်လို့ကိလေသာမိုးဝင်ကျိုးပြီးတော့ရွာမှာဆိုလို့အိမ်ခေါင်မိုးကျဲနေရင်မိုးရုပ်သလိုအမကျဲနေရင်လည်းကိလေသာမိုးဝင်တတ်တယ်တဲ့ဗာမိုးဝင်တတ်တယ်ဒါကြောင့်တရားစကားဒီမှာပဲတရားစကားတရားတော်အထုတ်တို့ဆရာတော်တွေကဘာပြောလဲယောဂီတို့မြင်နေမှဘာဖြစ်လို့မခိုင်းတာတော့အမိုးလုံအောင်လို့ဟုတ်တယ်ဟုတ်လားဉာဏ်သိစိတ်များထင်ရှားပေါ်လာတဲ့ဟောအရှင်းမျက်စိဆုံးပြီးသောအခါမြင်မှုတရားထင်ရှားဖြစ်လာမြင်တယ်လို့မှမမှတ်သူမှရာကမီးအပြီးလောင်တော့တာမြင်တဲ့ကာလဒိဋ္ဌိဒိဋ္ဌမတန်မြင်တယ်မမဘူးကြည့်ပါပဲလေကြည့်တော့မြင်တဲ့သဘောကြတယ်တွေ့လောဘဖြစ်မယ်သဘောမကျဒေါသဖြစ်မယ်ဟောလောဘဒေါသဖြစ်ဘူးတွေ့ဝေးကြည့်မောဟဖြစ်မှာမြင်တဲ့အဆင်းအာယုံမှာဗာမြင်ယောဂီမှတ်ဟဲ့ဆိုတာမိုးယူမှာစိုးလို့တိုက်တွန်းနေတာဘာဖြစ်မှာစိုးလို့တိုက်တွန်းနေတာလဲအဲ့ဒီတော့ဘေသတ္တေခန့်ခန့်ထဲတဲ့လူသားတိုင်းကိုဘုရားရှင်ကိုရောမြတ်ကအမိုးလဲလုံစေခြင်းနဲ့အမိုးလဲဘာဖြစ်လဲအခင်းလဲကောင်းစေခြင်းနဲ့ဘာလဲကောင်းစေခြင်းနဲ့အကာလည်းပဲကောင်းစေခြင်းနဲ့အကာလည်းပဲဘာဖြစ်လဲဒါဖြင့်ဘိယတိုက်ပြန်ပြောမယ်အခင်းဆိုတာဘာနဲ့တူဒါနနဲ့တူဒါနဘာနဲ့တူသီလဘာနဲ့တူဘာဝနာဘာနဲ့တူအခင်းနဲ့အကားတွေဘလောက်ကောင်းအမိုးမလို့ရင်ဘာဖြစ်ရမလဲပတ်စံတော့ချမ်းလာတယ်တိုက်3လုံးရှိတယ်ကားက5စီးရှိတယ်ငွေက3,200ရှိတယ်ပတ်စံမချမ်းသာဘူးလားပတ်စံချမ်းသာတယ်ဒါပေမဲ့လို့ဘိယတိုက်စိတ်ဆင်းရဲနေရတယ်အမိုးမလုံးလို့ဘာမလုံးလို့လဲအဲ့ဒါရောစတော်ကြီးပြောတယ်ပဲပစ္စည်းရှိလူဆင်းရဲတဲ့ဘာတဲ့လို့ဘာဖြစ်လို့မိုးမလုံးလို့ဘာဝနာမိုးစိတ်ညစ်စရာတွေကြီးတွေ့နေရတာမှတ်ပြီစိတ်ညစ်ရင်လည်းစိတ်ညစ်တယ်စိတ်ညစ်ပါတယ်ဆိုစိတ်ညစ်စရာတွေထပ်တွေ့ညစ်ပြီးညစ်ရင်ပဲဟုတ်တယ်မဟုတ်လားစိတ်တ ानु ပဒနာသတိပဋ္ဌာန်ခန်းမှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကစိတ်ညစ်ရင်လည်းစိတ်ညစ်တယ်သောကဖြစ်ရင်လည်းသောကဖြစ်တယ်လို့မှတ်ရလားမမှတ်ရဘူးလားသတိပဋ္ဌာန်သုတ်တံမှာမြတ်စွာဘုရားဝန်ခံမိတာစ
စိတ်ညစ်တာပျောက်ခြင်းရင်သောကတွေပျောက်ခြင်းရင်တရားမှဘာလို့ရမှာလဲစိတ်ရဲ့ညစ်ကြေးကင်ဝေးဇေယံဟောရိမာကြည်တတိပဋ္ဌံဝင်ခံခြင်းနဲ့မိမ့်မြဲလေးပြန်ကျင့်ညာသုံးလန်းဆုံးဒီနိဗ္ဗာန်အမိုးမလုံးရင်စိတ်ညစ်ရဝန်ကိုတို့ဘုရားရှင်ကိုယ်တော်မြတ်လက်ထက်တော်ကတတ္တိသာရကပြမယ်ဒီတော့ပရိသတ်တွေရှေ့ပိုင်းမှာပြောသွားတာကဘာဝနာအမိုးလဲလုံပါစေဗါတဲ့တော့ဘာဝနာအမိုးလဲလုံပါစေတနည်းပြောရင်တရားမှတ်လဲမပြင်းနဲ့ဘာမှမပြင်းနဲ့တရားမှတ်လဲမပြင်းပါဘူးဒါနတွေလုပ်ပြီးပြီဘုရားတွေတည်ပြီးပြီကြောင်းတွေဆောက်ပြီးပြီဟိုအခင်းခေုံနေခင်းလာသေးတာပဲဥပုပ်လည်းမှန်မှန်စောင့်နိုင်တဲ့အကာပဲကာလာယုံနေရှိသေးတာပဲငါမိုးမလုံသေးဘူးအဲ့တော့ပြောမယ်ပေါ့ရှင်ဘုရားတပည့်တော်တို့ဘုရားလှုပ်ရှင်တယ်ဘုရားအချိန်မပေးနိုင်လို့မပြောနဲ့ပရိသတ်တွေအချိန်မပေးနိုင်လို့ဆိုတာမပြောနဲ့သွားရင်လာရင်ရောင်းရင်ဝယ်ရင်နဲ့ချက်ရင်ပြုံရင်နဲ့မိဖို့ထဲမှာအနာဂံတည်သွားတာထေရိကာဘိက္ခုနီမဆိုတာသာနာတော်မှာရှိတယ်ကစွေးကြော်နေရင်နဲ့အနာဂံဖြစ်သွားတာမကြော်နေရင်နဲ့အဲ့တော့ဒီလိုဖြစ်တာဘာကြောင့်လဲအသိနဲ့တတိဘာနဲ့လဲအသိဆိုတာဉာဏ်ပညာခေါ်တယ်တတိဆိုတာအပ္ပမာရခေါ်တယ်ဒီတရားနှစ်ပါးကရှိပြီဘိယတည်းတရားလို့ကနေရာတိုင်းမှာလုပ်လို့ရတယ်ရလားမရဘူးလားဓမ္မသားမွေးထားတဲ့နွားမကြီးဟာသူ့သားလေးသွားနိုင်လာနိုင်တဲ့အခါကျတော့မြက်ခင်းထဲမှာသူဓမ္မမျက်စားနေတယ်သူ့သားလေးကဟိုမှာမျက်စားနေတယ်သူလည်းမျက်စားတယ်သူ့သားလည်းမကြမကြလှမ်းကြည့်နေတယ်အဲ့တော့နမကြီးကဘိယတိုင်းကိစ္စနှစ်ခုတခါတည်းပြီးတယ်သူ့ဘိုက်လဲဝါတယ်ခလေးလဲဆောက်ချောက်ပြီးသားဖြစ်ပေါ့ဟုတ်တယ်မဟုတ်လားသူ့သားလေးဘယ်များသားမလို့မျက်လေးစားလိုက်လှမ်းကြည့်လိုက်ငါသားလေးငါနားမှာရှိသေးတယ်မသွားသေးဘူးသူ့မျက်လေးသူစားလိုက်တော့ကြံနေလှမ်းကြည့်လိုက်နမကြီးအလုပ်ဘယ်နှခါလုပ်နေနှစ်မျိုးလုပ်နေတာဘယ်နှမျိုးလုပ်နေတာအချိန်တိုင်းကြတော့ပြန်သွားတော့နမကြီးဘိုက်လဲပြေသွားတယ်သားလေးနဲ့သွားရောခလောက်ကလေးတကလောင်ကလောင်နဲ့သွားပြန်သွားရောဒီတိုင်းပဲလေပရိသတ်ရဲ့မိခင်ဓမ္မကြီးဟာမျက်ခင်းမြင်မှာသူ့သားလေးနဲ့အတူတူမျက်စားရင်းနဲ့မျက်စားလိုက်သားကိုကြည့်လိုက်နဲ့လုံနေသလိုသားကိုလည်းစောက်ရှောက်မှုကိစ္စပြီးတယ်သူလည်းမျက်စားမှုကိစ္စပြီးသလိုဘုန်းကြီးတို့တရားချင်းနဲ့စိတ်ကောင်းဝင်တဲ့သူတော်စင်တွေလည်းပဲရှိဘွားဆိုတာမရှာရအောင်မပြောဘူးရှာရမယ်ရှိဘွားဘာလုပ်ရမလဲရှိဘွားရှာမှရတာလေးလူလို့တန်းလို့ဒီလိုမဟုတ်လားအဲ့တော့ကိုတော်တို့တင်းငံကြီးတရားခွာအားထုတ်နေကြိုက်သွားတရားအားထုတ်မယ်လေစီးပွားမကြတော့ကိုတော်တို့ကြောင်းဆောက်ရှင်နေတဲ့ပတ်စံမရှိရင်ဆောက်လို့ရတာအဲ့တော့ဘာလို့ရမလို့ဆိုရင်ပြေးတိုင်းစီးပွားလဲရှာတစ်ဖက်ကလည်းပဲရတဲ့အချိန်လေးပြေးပြီးတော့10မိနစ်ရ10မိနစ်15မိနစ်ရ15မိနစ်နာရီဝက်ရနာရီဝက်တနာရီရတနာရီအမိုးဘာဝနာလုံအောင်လဲကာပေးရတယ်နော်အမိုးဘာဝနာမလုံဘူးဆိုရင်ပြေးတိုင်းစိတ်ညစ်ရမယ်ဘာဖြစ်ရမလဲစိတ်ညစ်ရမယ်တဲ့အဲ့ဒီတော့အမိုးဘာဝနာမလုံလို့ဒုက္ခရောက်သွားတဲ့ယဟန်ဓမ္မအကြောင်းနာမည်ကဥပကတဲ့ဘယ်သူပဲတဲ့ဒီနာမည်ကြားဘူးတယ်မို့လားဥပကနောက်ကတွဲရလေးပါတာဘယ်သူတဲ့တော့အောင်မမှတ်မိသားဟဲ့တို့အမျိုးကြတော့တို့မမေ့ဘူးဥပကနဲ့ဘယ်သူမဆာမဝါဘူးစာပါတဲ့မဝါနဲ့မစာပါတဲ့ဘယ်သူတဲ့လဲအဲ့ဒါဒီနေ့တို့အကြောင်းပြောမလို့ကြားဘူးတယ်မဟုတ်လားကြားဘူးမဟောတော့ဘူးတော်ပြီကြားဘူးမှတော့ဟောနေလည်းကလေကုန်တယ်ခါနာတယ်ဟုတ်လားအဲ့တော့ဓမ္မဘုရားရှင်ကိုရောမြတ်ဇေတဝန်ကျောင်းမှာစံတော်မူနေတဲ့ခါကာလကဒီဥပကဇာလံဖြစ်ပေါ်လာတာဒါကြောင့်ဧကသမယဘဂဝါသာဝတိယဝိဟာရတိစေတဝနေအနာထပိဏိကတအာရမေဧကသမယခါရဝါစီတော်ကဘဂဝါဘုံ၆ပါးတည်းဘုရားရှင်ကိုရောမြတ်ကြီးသည်သာဝတိယသာဝတိခေါ်တဲ့ရှင်မြို့တော်မှာအနာထပိဏိကတအနာထပိန်ဂုံသိပြန်ဝဲရှင်တထေဤအာရမေနှလုံးဝဲလျော်ပြောဝဲရကောင်းအောင်ဆောက်လုပ်ရလူရန်အပ်သောဇေတဝနေဇေတော်ခေါ်ကျောင်းတိုက်တော်မှာဣရတိယပဒလေးလီဖြင့်မြာညီရွှင်ပြုံးတရင်သုံးကစံပဲတော်မူခဲ့ပါပေသတည်းခြေသားတို့တဲ့တက္ကရုံးကြီးတယောက်ရောက်လာလိမ့်မယ်တဲ့
မြတ်စွာဘုရားလက်ထက်ကဘုရားတိုင်တက်ကရွန်းနေရှိတယ်အဝိဝတ်တဲ့တက်ကရွန်းရှိတယ်လို့အဝိမွတ်တဲ့တက်ကရွန်းရှိတယ်အစိလကတက်ကရွန်းဆိုတာအဝိမဝတ်ဘူးသူကယသိကြီးတွေပဲဆိုလိုက်ကြပါစို့ယောဂီကြီးတွေပဲဆိုလိုက်ကြပါစို့မုတ်စိမ်မွေးကြီးတွေနဲ့သပင်ကြီးတွေနဲ့ဒီလိုတချို့လဲကရုံးတယ်ပေါ့တချို့လဲအဝိဝတ်တယ်တချို့လဲအဝိမွတ်ဘူးပေါ့တချို့လဲပိတ်သူလေးပဲပတ်ထားတယ်ပေါ့အိန္ဒိယမှာဒီလိုပုံကိုယ်တွေကအများကြီးပဲရှိတာဒီနေ့လည်းရှိနေတာပဲဒါတွေကအဲ့တော့ဘုရားကသံဃာတော်တွေမှာရတဲ့စေသားတို့တက္ကသိုလ်တယောက်ကျောင်းထဲရောက်လာလိမ့်မယ်အနန္တဇိနဗမာလဲလို့မေးရင်ငါဘုရားထံကိုလာပို့ကြဘုရားကျောင်းတက်ကပိတ်ပြီးကျောင်းထဲသတင်းသုံးတယ်မှာထားတာအဲ့တော့အနန္တဇိနလို့မေးပြီးတော့လာမှာကဘသူတုံးဆိုရင်ဥပကဘသူလဲမရင်တိုင်းအဲ့တော့ဥပကဟာဘုန်းကြီးမဟုတ်ဘူးနော်ဥပကဟာတက္ကရွန်းဥပကဟာဘာတော့အဝိတော်ဝိတယ်အဘောကအဝိအဝါခြုံတယ်ကြီးအဝါခြုံထားတယ်အောက်ကအဝါခြုံထားတယ်အဲ့ဒါသူနဲ့မြတ်စွာဘုရားဘယ်မှာသွားတွေ့တော့ဆိုလို့ရှိရင်ဘုန်းကြီးတို့မြတ်စွာဘုရားဖြစ်တော်မူပြီးတော့တတ္တဟာ9ရက်9လီစံတော်မူတယ်ဆိုတာကြားဘူးတယ်မဟုတ်လား9ရက်9လီစံတော်မူပြီးတော့မြတ်စွာဘုရားလင်းလုံးမယ်အောက်သတင်းသုံးနေတော့မှတဟံပတိဗြဟ္မာကြီးကလာပြီးတော့လောကရဲတရားဟောပါဦးဘုရားလို့တဟံပတိဗြဟ္မာကြီးတရားဟောဖို့လို့လာမတောင်းမှန်ဘူးလားတဟံပတိဗြဟ္မာမင်းကြီးဗြဟ္မာပြည်ကဆင်းလာပြီးတော့တရားတောင်းမှလို့မြတ်စွာဘုရားတရားသွားဟောမယ်ဗမာလဲမိဂရာဟုတ်သွားမလဲဒါကြောင့်ဓမ္မစကြာမှာဒီကောင်မတွေဓမ္မစကြာရွတ်တဲ့အခါမှာဓမ္မစကြာအသင်းသူအသင်းသားတွေရွတ်တဲ့အခါမှာသဟမတိနာမကေနမဟာဗျမေနယာစီတောပါတယ်ဟုတ်လားသဟမတိနာမကေနမဟာဗျမေနယာစီတောသဟမတိလို့အမည်ရှိတဲ့ဗြဟ္မာကြီးတောင်းမှလို့မြတ်စွာဘုရားမိဂရာဝံတော်မှာတရားဟောမယ်လို့ဘောဓိပင်ကနေပြီးတော့မိဂရာဝံကိုကြွတယ်ဘောဓိပင်ကနေဘယ်ကိုကြွမိဂရာဝံကြွတော့အဲ့ဒီမှာဂယာတဲ့ဟိုတုန်းကဂယာတိတစင်ဥခင်းနဲ့တူတဲ့မြို့ရွာကြည့်လိုက်ရင်ခလန်းလန်းကချင်းစင်ကောင်းကြီးလိုပဲတဲ့ဂယာတိတဒီနေ့တော့ဂယာနဲ့ခေါ်နေတာအဲ့ဒီဂယာတိတအရာကိုမြတ်စွာဘုရားရှင်ကိုတော်မြတ်ရောက်တော့ဥပကကြီးနဲ့သွားတွေ့တယ်တဲ့ဘယ်သူနဲ့သွားတွေ့တယ်အဲ့တော့ဘုရားကြီးဒီပင်စဝဲကြီး9ဦးတို့တောင်မှဘုရားကိုမတွေ့ဘူးသေးဘူးအဲ့တော့လူသားထဲမှာမြတ်စွာဘုရားရှင်ကိုတော်မြတ်ကိုတွေ့ဘူးလိုက်တာ2ယောက်ကတပုဒ္ဒနဲ့ဗန္လိကဘယ်သူနဲ့ဘယ်သူလဲအဲ့တို့ကတော့မြတ်စွာဘုရားဖူးတယ်မြတ်စွာဘုရားတန်ခါဆံတော်တောင်းပြီးတော့ပြန်လဲထားလိုက်တပုဒ္ဒဗန္လိကအဲ့ဒါလင်းလုံးမင်ကနေခွာပြီးတော့မြတ်စွာဘုရားခရာကိုကြွလာခရာတိတအရာရောက်တော့ဥပကနဲ့သွားတိုးတယ်ဥပကနဲ့သွားတိုးတော့ဥပကကဘယ်ရွာသားတော့ဆိုရင်အဲ့ဒီဘောဓိပင်နာကနာလခါမရွာတဲ့ဘာရွာတဲ့နာလခါမရွာသားသူတက္ကရုံးဝတ်သွားတာတက္ကရုံးဝတ်နဲ့နေနေတာတက္ကရုံးကြီးအစေလကတက္ကရုံးဆိုတာအဝတ်မဟုတ်ဘူးသူကရိုးရိုးတက္ကရုံးအဝတ်ဝတ်တယ်အပေါ်ကနေပြီးတော့ပိတ်ဝါကြီးခြုံထားတယ်အောက်ကနံငယ်ပိုင်းလေးလိုပိတ်ဝါလေးတစ်ခုပတ်ထားတယ်ခွက်တစ်ခွက်နဲ့ဒီလိုပဲသူခံစားနေတဲ့ပုဂ္ဂိုလ်အဲ့ဒါမြတ်စွာဘုရားနဲ့သူနဲ့ဂယာတိတအရာရောက်တော့သူမြတ်စွာဘုရားကိုဘုရားမှမသိဘူးဘုရားမှမသိဘူးဘုရားမသိပြီးတော့မြတ်စွာဘုရားကိုသူကပဲစားတင်ပြီးတော့နှုတ်ဆက်တယ်တဲ့အိန္ဒြေတွေဟာတဲ့ငြိမ်သက်တာပဲတဲ့ကိုကြည့်ရအသားရည်ရလည်းဝါဝင်းပြီးတော့နေတယ်ကျင်လင်ပြီးတော့နေတယ်ကျင်လင်မှာပေါ့ဘောဓိပင်ရောက်ဘုရားဖြစ်တော်မူပြီးတော့ရပ်ပိုင်းပဲရှိသေးတာ49ရက်မြောက်တဲ့နေ့သူဘုရားကိုကုလိုက်ရတယ်လူသားထဲမှာဘုရားတိုင်ဘုရားကိုဒုတိယမြောက်ကုတွေ့ရတာကဥပကပဲအဲ့ဒါများစွာဘုရားကြည့်ပြီးတော့အိန္ဒြေတွေကလည်းကောင်းလိုက်တာဆင်းကလည်းကျင်းလဲလိုက်တာဝါဝင်းနေတာတခါတည်းအုတ်ချီသိမဲ့လို့ပဲကိုတော့အသားရည်ဟာသင်ဟာဘယ်သူလဲသင်ဟာဘာကိုယဉ်မှန်းပြီးတော့ယဟန်ပြုခဲ့တာလဲသင်ရဲ့ဆရာဘယ်သူလဲမြတ်စွာဘုရားကိုသူမေးတာဒီတော့ဘုရားရှင်ကိုရောမြတ်ကနာမေအစရိယောအတ္တိတတိသောမေနဝိဇတိတတေဝကသမိန်လောကသမိန်နတ္တိမေပတိပုဂ္ဂလောအာဟုသောငါရှင်ဥပကကြီးမေသုံးလို့ထွတ်ပြငါဘုရားအားအာစရိယောလောကုတ္တရာမြတ်ဆရာတွင်ညောငါပြတ္တာဆရာမြတ်သည်နာအတိဧကံတိတိမရှိခဲ့ပါပေမေမယာသုံးလို့ထွတ်ထားငါဘုရားနဲ့တတိသော
ပြိုင်သူဆိုင်သူတူနိုင်သောသူသည်နဝိဇတိအကတိတိဘယ်မှာရှိနိုင်ပါအနိသာဒေဝကသမိန်နတ်ပြမနှင့်တကောဖြစ်သောလောကသမိန်လူရွာလောကရအရာရာ၌မေသုံးဝင်ထောထားငါဖရာဤပฏิပုဂ္ဂလောဂုံတကူဖြင့်လွှမ်းမိုးကဲပို့ပြိုင်ပဲပုဂ္ဂိုလ်သည်နတ်ကြီးဘယ်မှမရှိပါလို့ဘဂဝါဘုံတော်၆စုအောင်လံသူဖြစ်တော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကအဝါစာကောင်းသောမသွေမိန်ကြတော်မူလိုက်ပါပေသတည်းငါမှလောကုတ္တရာဆရာမရှိဘူးတဲ့ငါရဲ့နာမည်ကအနန္တဇိနာလို့ခေါ်တယ်ဘာလို့ခေါ်တယ်လဲလောကမှာပြိုင်ပဲကျင်းတဲ့ပုဂ္ဂိုလ်ကငါဘယ်သူမှပြိုင်လို့မရအောင်ငါနာမည်အနန္တဇိနာခေါ်တယ်ငါမှလောကုတ္တရာမြတ်ဆရာမရှိဘူးတပ်ပင်ညုတဉာဏ်ဖြင့်ထိုးထွင်းပြီးတော့ငါကိုယ်တိုင်သိထားတာအာဟုသောဘုံမလုံးစုံကိုအောင်မြင်တော်မူသောကြောင့်ငါဘုရားရဲ့အမည်ကိုအနန္တဇိနာလို့ခေါ်တယ်ဒီလိုမြတ်စွာဘုရားကမိန့်တော်မူတော့ဥပကကြီးကဘုရားတိုင်လမ်းထဲမှာဘုရားမရှိခိုးဘူးမတရပဲအဲ့ဒါသူဘာပြောလဲမြတ်စွာဘုရားကိုကြည့်ပြီးတော့ဩဟုတ်လောက်တယ်ဟုတ်လောက်တယ်ဟုတ်လောက်တယ်ပြီးရတာပဲဘုရားကြည့်ပြီးတော့သူကပြောနေပြီပဲငါလောကမှာငါနဲ့ပြိုင်ပိတ်ရွယ်သူရှိတော်မမူတဲ့ဘုရားငါအနန္တဇိနာလို့ခေါ်တယ်ဒါဆိုသူသိရမယ်ပေါ့ဒါမြတ်စွာဘုရားလောကပွင့်ပြီပဲဆိုအဲ့ဒီမှာတရားနာပြီးတော့ဟလာကျွတ်တန်းဝင်ရမယ်ပုဂ္ဂိုလ်ကတခါတည်းတိလွဲသွားတာဘာဖြစ်သွားတာလဲဘုရားတိလွဲသွားတာဒါကြောင့်မို့လို့ကဲမှုယောက်ျားများဖရာတို့တရားရောက်ဟာထွန်းလင်းဖြာလဲသာသနာပြုပွဲဆင်ရင်တွဲလီတိလွဲတွေ့လွဲမတွေ့လွဲဟုအလွဲသုံးလွဲတယ်အလွဲပဲနဲ့လွဲလဲအေးကျင်းလာဝါလူပမပြုတာကဲမှုယောက်ျားများဖရာတို့တရားရောက်ဟာထွန်းလင်းဖြာလဲသာသနာပြုပွဲဆင်ရင်တွဲလဲတိလွဲတွေ့လွဲမတွေ့လွဲဟုအလွဲသုံးလဲလွဲကြီးလွဲတယ်ခုမှတဖန်ကြုံတွေ့ပြန်လဲအခုကြုံပြန်ပြီကြုံသလားမကြုံဘူးလားအမှန်တရားမလိုက်စားပဲမိုင်မားနေကြဟန်ဆောင်ပြလျက်နှုတ်ကနိဗ္ဗာန်လိုခြင်းတန်းဖြင့်ဘုရားကတော့နိဗ္ဗာန်ရပါလို့နိဗ္ဗာန်ရပါလို့လို့တောင်းလိုက်တဲ့စုဘုရားနာကြီးနေပြီဘုရားတိုက်တောင်းရမှာအကျင့်နဲ့တောင်းရမှာဘာနဲ့တောင်းရမှာဥပကမြတ်စွာဘုရားနဲ့ထိတ်ထိတ်တွေ့ရသားနဲ့ဟုတ်ပေလိမ့်မယ်ဟုတ်ပေလိမ့်မယ်ဟုတ်ပေလိမ့်မယ်တဲ့ခေါင်းလေးတငိမ့်ငိမ့်နဲ့ပရိသတ်တွေဥပကကြီးဘယ်ကိုသွားတော့ဆိုလို့ရှိရင်အဲ့ဒီမြတ်စွာဘုရားနာကခွာပြီးတော့ဝင်ကားဟာရဇဏပုတ်လုံတကခါမရွာတဲ့မုတ်ဆိုးရွာကြီးရောက်သွားတယ်ဘယ်ရွာကြီးရောက်သွားလဲမုတ်ဆိုးရွာကြီးရောက်သွားတော့မုတ်ဆိုးအသက်မွေးနေတဲ့သားတွေသမင်တွေဖမ်းပြီးတော့မုတ်ဆိုးလုံးကားတဲ့တရွာလုံးမုတ်ဆိုးလုံတကခါမရွာတဲ့ရွာထဲဝင်တော့မုတ်ဆိုးကြီးတယောက်နဲ့တွေ့ရောရွာလူကြီးပေါ့လေမုတ်ဆိုးအဲ့ဒီရွာမှာအုပ်ချုပ်ရေးမှုပေါ့ဗျာဒီနေ့ခေတ်စကားနဲ့ပြောရင်တော့အဲ့ဒါမုတ်ဆိုးရွာလူကြီးနဲ့တွေ့တော့ဥပက္ခကြီးတွေ့ချင်းပရိသတ်အဲ့ဒီမုတ်ဆိုးကြီးကကြည်ညိုတယ်မုတ်ဆိုးကြီးကဘာဖြစ်တယ်တဲ့ဒီပုဂ္ဂိုလ်ကကြီးအပေါ်ကလည်းပါပါကြကြဝတ်တာအောက်ကလည်းဝိလေးသေးသေးလေးနဲ့ဒါကိလေသာအသောခွာလျောကုက္ခနဲ့ယဟနာဖြစ်မယ်တဲ့ဟောရမ်းပြီးတော့ယဟနာလှုပ်ရှားပြီပေါ့ဥပကကိုယဟန္တာတဲ့ဥပကကိုဗါတဲ့တော့ကိုတော်ဘေကကြွလာလဲဘယ်ရလာတယ်ပေါ့နာရခါမရွာကလာတယ်ကိုတော့တပည့်တော်တို့ရွာကိုတော့တရင်သုံးပါကိုတော့တပည့်တော်ကြီးညိုလုံးလို့ဆိုရွာဥရွာထိပ်မှာဘရေးတိုင်မုတ်ဆိုးကြီးကကြောင်းဆောက်ပေးတယ်ဘာလို့ပေးလဲကြောင်းတယ်ကမုတ်ဆိုးကြောင်းဆောက်ပေးကြောက်တော့ပြီးတော့ကိုးကွယ်ထားတယ်နေတိုင်းတော်တဲ့တောင်ထဲသွားရလာတယ်အသားတွေငါးတွေချက်ပြုံနေတိုင်းအိမ်ဆုံးခံကြွဆွန်လောင်းကြည်ညိုလိုက်တာဆိုတာမပြောနဲ့ဥပကကြီးကိုဥပကတက္ကရုံကြီးကိုကြည်ညိုနေကြတာတရွာလုံးအဲ့ဒါနဲ့ဘေးသားရေးတနေ့တော့အဲ့ဒီမုတ်ဆိုးကြီးမှလည်းသမီးလေးတယောက်ရှိတယ်သမီးလေးနဲ့မိုင်ကဘယ်သူတဲ့တော့သိရင်လည်းပြီးတော့ဘာလို့ပြောနေရမှာတော့အဲ့ဒါဆိုရင်ရှားပါတဲ့ဘယ်သူတဲ့16နှစ်အရွယ်ပြုံမြင့်လူနဲ့ရှုချင်းတဲ့ဝဲ16နှစ်အရွယ်သမီးလေးရှားပါဥပကကြီးကအဲ့ဒီချိန်မှာပြည့်တဲ့အသက်60ကျော်နေပြီဥပကတက်ကဘယ်လောက်လဲမြတ်စွာဘုရားနဲ့တတ်တော်ကြီးတယ်ဘုရားတဲ့ကိုတက်ကြီးတယ်သူကအဲ့ဒီချိန်မှာ
မြတ်စွာဘုရားကဘုရားဖြစ်တော်မူတာ35နှစ်မှာဘုရားဖြစ်တာဘယ်တော့မှဘုရားဖြစ်လဲမြတ်စွာဘုရားတဲ့အသက်ကြီးတဲ့ဥပက္ခကြီးကဘုရားတဲ့ကိုအသက်ကြီးတယ်အဲ့ဒါအသက်60ကျော်ဥပက္ခတက္ကရုံးကြီးအဲ့ဒါသွားတော့ခုနကတော့မုတ်ဆိုးကြီးတွေ့ကြီးညိုအိမ်ဒီတိုင်းဆွမ်းကကြွတနေ့တော့မုတ်ဆိုးကြီးကသမီးလေးစာပါမှာတယ်သမီးရေအဖေတို့ဒီနေ့တောထွက်တောသွားမှာဆိုတာ3ရက်လောက်ကြာမယ်ဘယ်နှရက်လောက်ကြာတောနဲ့ထဲဝင်ရမှာအပြင်တောထဲမှာတိတ်ပြီးတော့သားတွေသမင်တွေကတိတ်မရှိတော့ဘူးတောနဲ့ထဲဝင်ပြေးကုန်တော့အဲ့ဒါအဖေတို့တောနဲ့ထဲမှာသွားပြီးတော့3-4ရက်လောက်ကြာမယ်ငါသမီးဟိုမှာအမဲကြောက်လေးရှိတယ်နော်အဲ့ဒါလေးမိဖို့စီလေးဆန်းလို့ကိုတော်ကြီးကြွလာတယ်ကလောင်းဟဲ့ဒီဘက်မှာအဖေဝတ်သားလေးအချင်းထဲထားတယ်ဟဲ့နဲ့သမီးလေးပြပြီးတော့မုတ်ဆိုးကြီးကဘေးတိုင်းတောလဲထွက်သွားအောင်ဘယ်ထွက်သွားလဲတောလဲထွက်သွားတဲ့အခါကျတော့ခါတိုင်းနေ့မှာမုတ်ဆိုးကြီးကဆွန်လောင်းတယ်သမီးလေးကမိဖို့ထဲမှာချက်နေပြုတ်နေတယ်ဒီနေ့ကြတော့မှမုတ်ဆိုးကြီးမနဲ့စောစောလေးတွေများတွေထမ်းပြီးတော့ထွက်သွားတော့ဘေးတိုင်းသမီးမာရခဲ့တော့သမီးစာပါလေးကပြင်ဆင်ပြီးတော့ဥပက္ခကြီးအလားဆောက်ဥပက္ခလာလဲလာဟောဘေးသားတွေသူ့အဖေခိုင်းထားတဲ့အတိုင်းပေါ့ဒီစာပါလေးကဆွန်းသွားလောင်းတာမသွားလောင်းတာလေဆွန်းသွားလောင်းတော့စာပါလေးကိုမြင်လိုက်တော့ဘေးသားရဲ့ဥပက္ခတက္ကရုံးကြီးရဲ့ရင်ထဲမှာတဲ့တိုက်ထိတ်ပြားကအလံလိုပဲတဲ့တိုက်ထိတ်ပြားကအလံဟာလေတိုက်ရင်ဘယ်လိုဖြစ်လဲโอ้တဖြတ်ဖြတ်နဲ့ဖြစ်တယ်လို့ပြောသားမှာလွတ်လာတော့သိတာပေါ့ဟဲ့လူရင်တဲ့စီကိုစကားကမရောက်ဘူးဖြစ်နေဘယ်လိုဖြစ်နေလဲတဖြတ်ဖြတ်နဲ့ဖြစ်နေတယ်မဟုတ်လားဖြတ်အတန်မကြားဘူးလားလေတိုက်ရင်အတန်မကြားဘူးလားဟိုဒီမှာသာသနာအလံတွေခရီးဖျားဘူးသွားတဲ့အခါမှာကားရှိမှာသာသနာအလံထိုးမသွားဘူးလားလေတိုက်ရင်အဲ့ဒီအလံကဘယ်လိုဖြစ်နေလဲအတန်ကြားရလားမကြားဘူးလားအဲ့ဒီတိုင်းတာမှလည်းဥပက္ခစိတ်တွေအဲ့လိုဖြစ်သွားတာတဲ့လေတိုက်တဲ့တကွန်အလံဖျားလို့တဖြတ်ဖြတ်နဲ့ဖြစ်ပြီးတော့အမလေးရှင်ပါလေးလက်နဲ့ဖြစ်ပြီးတော့ငါရှင်နေတုံလိုက်တာဘာမှဖြစ်တာလည်းမသိဘူးဘာမှဖြစ်တာလည်းမသိဘူးနဲ့ရှင်ပါလေးဖြစ်ပြီးတော့ပေးတိုင်းအဲ့ဒီလောင်းတဲ့ခွက်ထဲမှာတပိတ်မဟုတ်ပါဘူးဘုန်းကြီးမှမဟုတ်ဘဲနဲ့တပိတ်ပဲပါလိမ့်လို့ခွက်ထဲမှာထမင်းတွေယူပြီးတော့ပြန်ပြေးလာကြောင်းရောက်တဲ့အခါကျတော့ကနေအောက်ထဲအဲ့ဒီခွက်ကြီးထိုးထည့်ပြီးတော့ပဇက်ကနေပြီးတော့ရင်မာကလေးလက်လေးနဲ့ပြီးတော့အေးသက်တယ်ဥပက္ခကြီးဘာပြောနေတော့ကမ္မထမ်းပွားနေတယ်သာပါရေးဘာကမ္မထမ်းလဲသာပါကမ္မထမ်းဘာကမ္မထမ်းလဲအမလေးမျက်လုံးလေးမှုကြည့်လဲပဲသာပါအမိုးကြည့်တယ်ခြံအောင်ကြည့်တယ်ဟာသာပါငါပြုံးနေတယ်ဟိုမဟုတ်သေးပါဘူးမျက်လုံးလေးကိုကြည့်လိုက်ဟိုဘက်နိုင်ရန်ကြည့်တယ်အမလေးတူရေဝါဥပက္ခလားသူစိတ်ယူနေတာပရိသတ်ရေယာကမိုးမလုံတော့ယာကမိုးဆိုတော့ဥပက္ခတခါတည်းဖြစ်နေတာပြောင်းစနေတာပဲပရိသတ်ဆွန်းလန်းစားနိုင်ဦးတဲ့ဖြစ်ပုံက3ရက်ကြာသွားတယ်ဘယ်နှရက်ကြာသွားလဲယဟနာအလောင်းတော်ပရိသတ်ပေါ့ဖြစ်သေးမထင်နဲ့ယဟနာအလောင်းဖြစ်ပုံများကြည်စမ်းအဲ့ဒါနဲ့3ရက်တိတိဆွမ်းခံမကြွတော့မိုးဆိုးကြီးပြန်လာတို့ပြောဆိုဒီဇာလန်းကသိပြီးသားမိုးဆိုးကြီးပြန်လာတော့သမီးတို့ကိုယ်ွယ်တဲ့ဥပက္ခကြီးဆွမ်းခံလာတဲ့အဖေတရက်ပဲလာပြီးတော့3ရက်ရှိပြီဆွမ်းခံမလာလားဟဲ့နေကြောင်းမလိုက်သွားဘူးလားမသွားပါဘူးဖေအဲ့ဒါဆိုနေများမကောင်းလားမသိဘူးကိုတော်ကြီးအိုးမိုးဆိုးကြီးကတိတ်ကြည်ညိုတာမရေးသားရည်ဒီဥပက္ခကြီးကိုအဲ့ဒါနဲ့တခါလေလေးတွေများပြီးပြစ်ခဲ့ပြီးတော့ကမန်ကရန်ကြောင်းသွားပြီးတော့ကြောင်းကိုတော်များဘယ်လိုများနေမကောင်းဖြစ်နေလားတဲ့တကားပေါက်လေးဒါလေးချောင်းကြည့်တော့မရေးသားဥပက္ခကမ္မထမ်းပွားနေတာဥပက္ခဘာလုပ်နေတာလဲဘာကမ္မထမ်းလဲဘယ်လိုပွားလဲသာပါရေးပွားနေတာပွားတဲ့အခါကျတော့ဒကာကြီးက6သန်းပေးပြီးတော့ဟောရှင်ဘုရားဘယ်လိုလဲနေမကောင်းဘူးလားကိုတော်ပဇက်ကလည်းကြောင်6ချနဲ့မှကိုတွေများပူနေလားပူကောင်းခြေရလက်ပြကောင်းဘာဖြစ်လို့អော်နေတယ်ဆွမ်းကမကြဘူးဆိုအိမ်3ရက်ရှိပြီမကြွဘူးဘာဖြစ်လို့မကြွလဲကြောင်းတကားဆိုတော့လေပြောရမှာဒကာကြီးရဲ့အာတော်နာပါရဲ့မပြောမပြီးမတီးမမီစပြီပရိသတ်ရဲ့အာတော်နာပါရဲ့မပြောမတီးမပြီးမတီးမမီမလားမရောက်ဆိုတာလို့ပဲဒကာကြီးသမီးစ
ကိုမှမရရင်တော့ကျုပ်သေးရပါလိမ့်မယ်ဘုန်းကြီးဗျာမသာချဖို့လို့အေးရင်ကျူးတာငါရွေးခိုင်းတော့ရွေးတယ်တဲ့ခါတော့ပြောပါရေးသားမပြောမှပြောပြောမယ်ပြောတော့တဲ့ပြောတာနည်းနည်းပါးတော်ဝိုက်ပြီးတော့ပြောပါလားမပြောဘူးဒကာကြီးသမီးရှားပါမှမရရင်သေတော့မယ်ဒကာကြီးရဲ့အဲ့ဒါဒကာကြီးဘယ်လိုလုပ်ပေးမလဲဩကြောက်တကမုတ်ဆိုးကြီးကပေးတဲ့စိတ်ထဲမှာအောက်တက်တော့ဖြစ်တယ်တဲ့စိတ်ထဲဘယ်လိုဖြစ်တယ်တဲ့ဒါပေမဲ့ကြည်ညိုတဲ့စိတ်ရှိတယ်ဘာစိတ်ရှိလဲကြည်ညိုတဲ့စိတ်ရှိတယ်ကြည်ရတာရှင်လေးကသိမကောသက်ကလည်း60ကျော်နေပြီမတော်သေသွားဒုက္ခအသက်ကဘယ်လောက်ရှိနေပြီလဲ60ကျော်နေပြီသေသွားရင်ဒုက္ခဒီစိတ်နဲ့သေသွားရင်ဒုက္ခအဲ့တော့ဒီမှာကိုတော့ကဲဒီလောက်တောင်ဖြစ်နေသမီးနဲ့ပေးစားရမှာကိစ္စမရှိဘူးကိုတော့သူများသားသမီးယူပြီးတော့ဘာလို့ကျွေးပါတော့ကိုင်းကိုတော့ဘာလို့တာတော့ပြောဆိုတဲ့အခါကျတော့ဒကာကြီးတဲ့ငယ်ငယ်တည်းကဒီတက်ကရောဝယ်ပြီးတော့ဒီလိုပဲရှောက်ပြီးတော့လှဲ့လေပြီးတော့အလူခံစားနေတဲ့ပုဂ္ဂိုလ်ကဘာမှမတတ်ဘူးဒါပေမဲ့လို့ဒကာကြီးအမပြည့်နဲ့ဓမ္မဒကာကြီးနောက်ကလိုက်ပြီးတော့အမဲသာကူထားပြီးတော့ဝိုင်းပြီးတော့ရောင်းပေးမယ်တဲ့ဘရေးတိုင်အလုတ်ကချက်ချင်းကောင်းတဲ့ထက်ထားတာသူကဒါကြတော့ညံထွက်တယ်နော်ဒကာကြီးနောက်ကနေလိုက်ပြီးတော့အမေသာကူထားပြီးတော့ရောင်းမယ်လို့ပြောတော့မုတ်ဆိုးကြီးကပို့ပြီးတော့တနာသွားတယ်တဲ့ဩအသက်60ကျော်မှငါတော့ကနေပြီးတော့လိုက်ပြီးတော့အမေသာထမ်းပြီးတော့ကိုရောင်းမယ်တဲ့ကဲဒီလောက်တောင်ဖြစ်နေရင်လည်းပဲကိုတော့လိုက်ခဲ့တော့ဆိုပြီးတော့မုတ်ဆိုးကြီးကသူ့ရှိတဲ့ပစိုးစုပ်လေးအင်ကြီးစုပ်လေးပေးပြီးတော့ဘရေးသားအိမ်ခေါ်လာပြီးတော့ကဲသမီးစာပါနဲ့ပေးစားသူတို့ပြောလိုက်ကြပါစို့60နဲ့16နှစ်ဘယ်လောက်လဲဒါကြောင့်တို့ဗမာစကားကြားဘူးတယ်မော်လားယောက်ျားပါစင်းမဲအဲ့ဒါဥပကနဲ့သာပါကလာတဲ့စကားဖြစ်မယ်ယောက်ျားပါစင်းမိန်းမပခက်တွင်းနဲ့အခုတော့မှကြည်လားအဲ့ဒါပေးတာတော့ဘရေးတိုင်း16နဲ့သမီးနဲ့တက်60ကျော်တက်ကရွန်ကြီးဥပကကြီးအိမ်အောင်ကြတို့ပြောဘရေးတိုင်း17နာရီထိုးမယ်ခလေးတယောက်မြန်ရကြသို့ရပြီလားနာမည်လေးဖယ်ထားတဲ့သူပ္ပတ္ထတဲ့ဘယ်သူတဲ့တော့အော်ဒီယာကောင်းတာပေးသားဒီတရားဟောရင်3နာရီလောက်ဟောရမှာနော်3နာရီလောက်ဟောရမှာပေးသားသို့တော့အချိန်မရဘူးပိုင်းပြောကြသို့ဒီကုပ္ပကရဲ့သာပါရဲ့သူပ္ပတ္ထရဲ့အကုန်လုံးယဟန္တာလောင်းနေပါလောင်းနေတယ်အဲ့ဒါသားလေးမွေးထားတာသူပ္ပတ္ထတဲ့ဒီသားလေးဟာမွေးကလေးလေးလာသားအရွယ်လေးရောက်မုတ်ဆိုးကြီးနောက်ကိုလိုက်ဥပကကြီးကမဲသာထမ်းကြွားလေးလျှောက်လေရောက်ပြန်လာမောနဲ့အိမ်မှာအမောရှင်လေးတော့မှခလေးကငိုတဲ့ဘယ်သူငိုလဲခလေးကငိုတော့အမေကသားကြောတဲ့ဗုဒ္ဓမန္တာဟာရကသဗုဒ္ဓမိကလှုပ်တဲ့ကိနောဗုဒ္ဓတော်အာဇီဝကတာခိပံသူပါဟိမာရုဒာဟဲ့အမေထမ်းရတဲ့တကရောဟဲ့အမေခံရတဲ့တကယ်တော့လူတွေရဲ့သားအမြန်အိပ်ပါတော့လားနေရဖေယုံမျိုးမုတ်ဆိုးနောက်လိုက်လူထက်မိုက်ကြီးကိုအားကိုလို့ဒီလောက်တော့ငိုနေတာလားဟဲ့နေရဖေကအဖို့တန်လို့နေရဖေအယူအနံငါမဲ့ပြီးတော့လူထွက်လာတဲ့ပညာပေးတုံးထမင်းပြုံးကရုံရဲ့သားဟာအိပ်ပါတော့လားတော်ဆိုးတဲ့ကောင်မဥပကကဟိုဘက်ကနားထောင်နေတယ်တော်ဆိုးတဲ့ကောင်မငါတောင်းပြောနေတာနေခလေးဆိုတာကောင်းကောင်းဆိုပါလားဘာလို့ငါတောင်းပြောတာတော့ဘာဖြစ်တုံပြောတာဗုဒ္ဓမန္တာဟာရကသဗုဒ္ဓမိကလို့တဲ့ကိနောဗုဒ္ဓတော်အာဇီဝကသခိပံသူပါဟိမာရုဒဟဲ့အမဲခံရတဲ့တကယ်တော့လူထွက်ရဲ့သားအမြန်အိပ်ပါတော့လာနေဖေယုံမျိုးမုတ်ဆိုးနောက်လိုက်နေဖေယုံမျိုးမုတ်ဆိုးနောက်လိုက်လူထွက်မိုက်ကြီးကိုအားကိုးလို့တလောက်တော့ငုံနေတော့လားဒီလိုနေမှာပေါ့လေနေဖေကအဖို့တန်လွန်းလို့ဒီလိုလဲဖြစ်မှာပေါ့နှခါလေးချော်လေးနဲ့ကိုလည်းစိတ်ကူးနဲ့ရံတွေးကြည့်နေတာဘယေသားရဲ့မလေးနဲ့ဖေကအဖို့တန်လွန်းလို့နေဖေအယူနာငါကိုမက်ပြီးတော့လူထွက်လာတဲ့ဟဲ့ပညာပေးတုံးထမင်းပြုံးကရုံရဲ့သားကဗါတဲ့တော့ပါတော့မဆာပါတော့ရဲ့
အမလေးအဲ့ပါတော့လာလို့ပြောတဲ့အခါကျတော့ပရိသတ်တွေကလေးချောတာကောင်းကောင်းမရှုံငါစောင်းနေပြီးတော့ချော့အမလေးငယ်ကုန်နေအလှမန်းနေတက်ပြီးတော့အစသာရာအမလေးအလိုလိုက်လို့အမိုက်စော်ကားနေတာလားဟိုဘက်ကဥပက္ခကြီးစိတ်ထဲမှာတခါတည်းပရိသတ်ကြီးစိတ်ထိုးလာတာလေဘာဖြစ်လာတာလဲတခါဆိုတော်သေးရင်ခဏခဏဆိုလာတယ်မကြိုက်မှန်းသိလို့ခဏခဏဆိုတဲ့အခါကျတော့ပရိသတ်ကြီးဥပက္ခကြီးဟာကြာတော့လဲစဉ်းစားကြည့်ပေါ့ပရိသတ်ကြီးအလိုလိုက်ထားတာအသက်ကအပြင်လည်းအများကြီးကွာခြားတဲ့အခါကျတော့ချိုးချင်တိုင်းထိုးနေမှာပေါ့အဲ့တော့ဥပက္ခကြီးကစိတ်ထဲမှာခါတိုင်းတော့တီးခံတယ်ပြီးရင်ဒီနေ့တီးမခံနိုင်တော့ဘူးတဲ့ပါရမီကနှိုးတော်လာပြီဟုတ်ဒီနေ့သိမခံနိုင်တော့ဘူးတဲ့သိမခံနိုင်တဲ့အခါကျတော့တစ်သက်လုံးကမပြောဘဲနဲ့ရေငုံနှုတ်ပိတ်လှုပ်လာတဲ့ဥပကဒီနေ့ကျတော့ပရိသတ်ပြောပြီဟဲ့သာပါတဲစွာပါလားဟဲ့ဟင်သူကလည်းလာတယ်ပရိသတ်ဟဲ့သာပါတဲစွာပါလားခလေးချော်တာငါမှာကွယ်မင်းနဲ့ရစရာကိုမရှိဘူးငါအပေါ်မှာမင်းလွန်စွာပဲအထင်မြင်သေးတာဟုတ်အနာဘောတုတ်ကြသလိုဟုတ်ကမြဆိုတော့ဘုန်းကြီးရွှေမန်းသိသွားလို့မသူကဒီဇက်ကခိုင်းတယ်ဟုတ်တယ်ရွှေမန်းဗုဒ္ဓဝင်ကသွားတာဘွားတော်မူကားနဲ့တောထွက်တော်မူကားနဲ့ကသွားတာတွေမနေဘူးဒီဥပကသာပါဇတ်သူဘာလို့မကတာလဲမသိဘူးရွှေမန်းသိဆိုလို့မသောဘုန်းကြီးကစာရေးပြီးပြောမလို့ရွှေမန်းတမောင်ရဲ့ဗုဒ္ဓဝင်ဇာလေးခဏရံပြီးတော့ဥပကသာပါဇတ်လေးကပေးသားမလို့ပြောမလို့ပရိသတ်စာတွေကကောင်းတယ်ကောင်းလားမကောင်းဘူးလားအနာဘောဒုတ်ကြသလိုဟုတ်သမျှဆိုတော့အလိုလိုခံရခတ်တော့ရှင်လဲရှင်နာလဲနာကုန်းကိုနဲ့အလှကုန်းနဲ့ငယ်ကုန်းကိုပြီးငါအပေါ်များဆိုတာလားလို့တို့ဘုန်းကြီးတော့ဖောက်ပြီလို့မထင်နဲ့ဒါပြောရင်လို့ဒါကြက်ထားတာအဖိုးကြီးလင်ခမည်းကိုတသိကလေးများကျင်တာကိုကောင်းပါရဲ့တကယ်ဆိုပိုးမို့တဲ့မေတ္တာကြောင့်သိခါကိုစွန့်လေလာရှာပါကလားလို့ပရိခယာသိခါဘုတ်အတွက်တင်းတဲ့အနိကညာအတွက်ဘာညာပေါ့ဗျာသူပြောနေမှာပေါ့အနိကညာကိုခင်ရှာပါလားလို့သနာညာတာသင်ပါရဲ့ယခုတော့မညာမတောက်စွာမောက်မောက်နဲ့မညာမတောက်စွာမောက်မောက်နဲ့ဘာလို့မှငါကိုစရင်မသွင်းတာဟာဖြင်းချတယ်လို့ထင်ရင်လည်းထင်ပေါ့ဟေးမိသားပါရေးငါကိုသာမင်းညယောက်ျားအနုံသားတဲ့ကတော့မမလိုက်ပါနဲ့ငါမှာအနန္တဇိနာတဲ့ဘယ်သူလဲဘယေတိုင်အနန္တဇိနာအမိရတဲ့ကလျာဏမိတ်ဆွေကောင်းကြီးရှိတယ်တဲ့နင်တို့ရွာကိုလာစဉ်ခါကဂယာတိသမှာဗမာတဲ့တော့ဂယာတိသအနာမှာတွေ့လိုက်ရတဲ့ဒီလောက်တောင်နဲ့နှိမ့်ဆက်ရင်ဖြင့်ငါမိတ်ဆွေအနန္တဇိနာထံကိုထွက်ပြေးလိမ့်မယ်သားတယောက်နဲ့တခုလာမှလေးသားတယောက်နဲ့တခုလာမှလေးမင်းဖြစ်ချင်းပြီးတော့ကြာရစ်ခဲ့ရင်သလားလို့ရန်တွေးလိုက်လေတော့သတိမထစာပါရန်တွေ့ကမှသတိမချပဲလို့ဥပကရန်တွေ့မှသတိချပေးလိုက်တာအဲ့ဒါဥပကဘက်ကလိုက်လို့ဟုတ်ဘယ်ဘက်ကလိုက်လို့လဲဥပကဘက်ကလိုက်လို့အဲ့တော့စာပါကပြန်ပြောတယ်ဘေးသားရဲ့စာပါကဗါလဲတော့အိုးဘာမှခယူမဆိုင်ပဲတို့လိုလူစားသွားခြင်းရသွားပေါ့သူကလည်းရန်တွေ့ကောင်းတယ်ဘေးသားရဲ့ဘာမှခယူမဆိုင်ပဲတို့လိုလူစားသွားခြင်းရသွားပါလားဘာမှမှုမထားတော့ပဲနဲ့နှမျိုးတောက်တဲ့လူမဟုတ်ပါဘူးကျုပ်ခါကျုပ်ဆိုခြင်းတယ်လို့ဆိုမယ်ပြောခြင်းတယ်လို့ပြောမယ်ကိုင်းဘာဖြစ်လဲကိုဥပကရဲ့ပေါ့အောင်တန်းတင်သေးသွားတော့မသေးသားဒီနေရာသူ့ဆိုခိုင်းနေတယ်အဲ့တော့ဘယေသားတဲ့အဲ့ဥပကကလည်းပြောစာပါကလည်းပြောတူပြောဆိုလင်မယားနဲ့စကားများရံဖြစ်ကောဆိုလိုက်ကြစို့ရံဖြစ်တဲ့အခါကျတော့ဘယေသားရဲ့မဲစာပါကစွာနဲ့တခါတည်းပခက်ထဲမှာငိုသေးတဲ့ခလေးသူ့ဘာသာလေးသွားယူပြီးဘုံဆိုမြေကြီးပေါ်ပြစ်ချအောင်ဘယ်ပေါ်ပြစ်ချလဲအဲရှားတဲ့ကမြေသားပင်နာတာပဲခလေးပခက်ထဲကဆိုမြေကြီးပေါ်ပြစ်တဲ့ခလေးကလည်းဝါနဲ့ငိုတော့ခလေးများဝင်လျှော့မလားလို့ပေါ့ဥပကကဘာရလိမ့်မလို့ဘယေသားရဲ့ဟဲ့နင်ငါ့ကိုပြောခြင်းပြောနှစ်သားနဲ့ဘာလုပ်လဲဟမ်တယောက်တည်းမွေးတတ်တာမဟုတ်ဘူးနှစ်ယောက်မွေးတတ်တာတော့ကလေးတော်ထိမထိဘူးဥပကကလည်းမင်းကလေးတလို့မလို့လုတ်ပါဖြစ်တော့ကလေးအမြေကြီးဝါနဲ့ငိုအဲ့တော့ကလေးကိုချော့မလားလို့ဥပကကလှဲ့ဖို့မရှိဘူးဘယေသားအဲ့တော့တကယ်သွားမဲ့ပုံမြင်နေပြီ
တကယ်သွားမဖို့မြင်နေပြီတားမရတော့ဘူးကြည့်ရတဲ့ပုံစံကတော့ဒီတိုင်းဆိုရင်တော့ဒီနေ့ငါပြောတာလေးလွန်သွားပြီခလေးလည်းသူဖြစ်တော့ဖြစ်သွားတာကအဲ့တော့သွားမယ်ကြီးထက်ကပြောတော့ပြည့်တဲ့တစ်ဖက်ကတင်းတစ်ဖက်ကဘာလုပ်ရလဲမှတ်ထားဖို့ပြည့်တဲ့အဲ့ဒါလေးမှတ်ထားတစ်ဖက်ကတင်းတစ်ဖက်ကလျှော့မလျှော့ရင်တင်းရင်ပြတ်တယ်တင်းရင်ဘာဖြစ်လဲပြတ်တယ်ဥပကကြီးတကယ်သွားမယ်လက္ခဏာလေးတွေ့တဲ့အခါကျတော့မှကလေးမကြီးပေါ်ပြစ်စားလည်းမရတော့နေသားမအောင်တော့သွားမယ်တကယ်လို့နေတော့ဘယ်သွားမှာမလို့တော့ရဲ့မွေးရဌာနဖြစ်တဲ့နာလကကာမရွာကိုသွားမှာလားလို့မေးတော့သွားဘူးငါရွာလည်းမပြန်တော့ဘူးဘယ်သွားမှာလဲအနန္တဇိနာရှိသွားမယ်တဲ့ဘယ်မှာသွားမယ်တဲ့အနန္တဇိနာရှိကိုသွားမယ်အနန္တဇိနာဆိုတာဗမာလည်းမသိဘူးသွားချရအောင်မယ်ဘုရားဗမာမှလည်းသူမသိဘူးအနန္တဇိနာရှိငါသွားမယ်အနန္တဇိနာတော့ငါလိုက်မယ်မသွားပါနဲ့ကိုဥပကရဲ့ကျမပြင်မထားခဲ့ပါနဲ့မရဘူးသွားတော့မယ်မနေနိုင်တော့ဘူးဘာဖြစ်လို့အဲ့ဒီချိန်မှာဘုရင်တိုင်ဥပကသားကိုလည်းမခင်မယားကိုလည်းမမြင်တာဘာကြောင့်လို့ဆိုရင်ပါရမီနှိုးစော်လာတာဘာနှိုးစော်လာတာဒါကြောင့်သဟန်ဒီပုဒ္ဒေသပညာတတောညာတိတတောဓနံပပိဇန္တိမဟာဝိရနာကောစေတဝနာပန္နနံသပညာပါရမီဉာဏ်ရင့်တန်လေပြီးပညာရှိပုဂ္ဂိုလ်ကြီးတို့သည်ပုဒ္ဒေအပွားအစဉ်သာသမီတို့ကို၎င်းတတော်ထုံးတော်မှာညာတိန်ဆွေမျိုးညာတိရှိရှိသမျှအဝဝကို၎င်းဇန်တိမတွယ်မတာပဲခွာ၍စွန့်ပြေကြလေကုန်ပြီမဟာဝီရလုံးလာကြီးစွာသမာရင်ညောင်းဘောဓိလောင်းတို့သည်နာကောအာရင်ပြည့်ပြီးဆင်ပြောင်ကြီးသည်ဗန္ဒနံချီတုထားတဲ့အနောင်ဘွဲ့ကိုစေတဝါအပြအတယုံငါပြ၍ပပ္ပဇတိဤဝါချမ်းချမ်းသာသာကောင်းစွာဖြည့်ရှားထွက်သွားလွတ်မြောက်လေပြီတကဲ့သို့ပပ္ပဇံတိတန်ရောစဉ်ကြိုးဖြတ်ခါချိုးပြီးတော့မစိုးသမှုယဟန်ပြုတော်မူကြလေကုန်မည်တကားပေရတဲ့အဲ့ဒီမှာဥပကာကြီးပါရမီဓာတ်နှိုးစောတိုက်တွန်းတဲ့အတွက်ကြောင့်မို့လို့မရလဲမမြင်သားလဲမထင်မဲနဲ့သွားမယ်တကယ်လည်းလို့ဒီတော့မှသာပါကအရေးကြီးကြည့်ပြီးတော့တကယ်သွားမယ်ပုံပဲအဲ့ဒီတော့တကယ်သွားမယ်လူကျမမှားလိုက်ပါရစေတော့ဥပကာရဲ့မြတ်စွာဘုရားရဲ့ဂုဏ်ကျေးဇူးတော်များလဲကျမကြားမိပါရဲ့ကျမလဲဆုတောင်းပါရမီပြည့်ဝသူတူဖြစ်ပါတယ်ပြီးတော့အခုသားငယ်သေးလို့ရှင်နဲ့အတူမလိုက်နိုင်သေးတော့လည်းပဲတဖြည်းဖြည်းနဲ့နောက်ရောင်ခံပြီးတော့ရှင်တည်းလေးစုံစမ်းပြီးတော့ကျမလိုက်ခဲ့ပါမယ်မြတ်စွာဘုရားထံကိုရောက်ရင်စကားလေးတစ်ခွန်းလျှောက်ပေးပါသာပါမှာပြီပြည့်တဲ့မြတ်စွာဘုရားထံကိုရောက်ရင်စကားလေးတစ်ခွန်းလျှောက်ပေးပါဘုန်းတော်ကြည်တော်မူသောမြတ်စွာဘုရားကိုမြတ်စွာဘုရားရဲ့သမီးတော်သာပါရှေ့ခိုးလိုက်ပါတယ်လို့မြတ်စွာဘုရားအနာရောက်ရင်ကျွန်မကိုစားလက်အုပ်လေးချီလို့လက်ရရဲ့သုံးပါလှဲ့ရှ िख ိုးပါလက်ရရဲ့လက်သုံးပါရှ िख ိုးပြီးတော့အဲ့ဒီကုသိုလ်ကောင်းမှုကိုအဲ့ဒီရှ िख ိုးလို့ရတဲ့ဝန္ဒနာပူဇာကုသိုလ်ကောင်းမှုကိုကျွန်မရှိတဲ့ဟောဒီမိကလုတ်တကမုတ်ဆိုးရာကြီးဘက်ကိုမှန်းပြီးတော့သာပါရဲ့အမြလို့ဟိုကနေလမ်းပြီးတော့အမြဝေလိုက်စမ်းပါကျွန်မနဲ့သားလေးဒီကနေပြီးတော့တာရုခေါ်ပြီးတော့စောက်တာစေလို့ဝန္ဒနာတံဒါနိဝဇာနိဝန္ဒနာဒါနိဝဇာနိလောကနာထအနုတ္တရံပတေခိနေဇာကတဝနာအာတိတေယတိဒက္ခိနံဒါနိဣရာနိကျင်ပေါ်သက်လည်းမောင်နေမယ်လို့နှသွဲခွဲခွာယခုအခါ၌လောကနာထံလူသုံးဝါတို့၏ကိုးစားရာစေစေဧကံဖြစ်တော်မူသောအနုတ္တရံအတုမရှိမိုးနေထွတ်တာရှင်တော်မြတ်ဘုရားကိုဝန္ဒနာအသွဲအပြားပြားမဲ့စာပါကအသွဲအပြားပြားမဲ့စာပါကရိုးသေးစွာရှ िख ိုးလိုက်တဲ့အကြောင်းကိုဝဇာတိကျမကိုစားထိုစကားဖြင့်ကျမကိုစားထိုစကားဖြင့်ရှောင်ထားပြလိုက်ပါလောပရိခိနေစာလက်ရရစ်သည်သုံးပါလီ၍ကျင်ညောဝတွားရိုးသေးစွာရှ िख ိုးခြင်းကိုလေကတဝနာစေရနာနှင့်တရာမကြီးပြုလေပြီး၍တတိနံရှ िख ိုးရသည်စသပေါင်းစုမြန်ကောင်းမှုကိုအာရိတေယသေယ
ရှိရာရီမန်းကလည်းယုံကောင်းစွာမသွေအမြပေးဝေပါတော့လို့အဘာတိကောင်းစွာမသွေမှာကြားလိုက်ပါပြီတော့တည်းဧဘယတတေမေသာပါဠိအဲ့ဒီလိုဥပက္ခကြီးကိုမှာတော့ဥပက္ခကြီးရလေဧဘကွာကောင်းပါပြီဟိုရောက်ရင်ငါမြတ်စွာဘုရားကိုရှောက်ပေးမယ်နဲ့အဲ့ဒီမိကလုတ်တကာရွာကြီးကနေပြီးတော့ပြေးတိုင်အပြေးကလေးခရီးပြင်းနေလာလိုက်တာဇေတဝန်ကျောင်းကိုရောက်တယ်ဘယ်ကိုရောက်လဲဇေတဝန်ကိုရောက်တဲ့အခါကျတော့မှကဟံဂောရမောကဟံအနန္တဇိနောအနန္တဇိနာဆိုတဲ့ပုဂ္ဂိုလ်ဗမာလဲလို့ကိုရင်လေးတွေမေးတော့ကိုရင်လေးတွေကဥစဉ်တွေညွှန်ပြဥစဉ်တွေထမ်းရောက်ဥစဉ်တွေကတဆင့်အနန္တဇိနာလို့မေရင်ငါဘုရားထံကိုလှုပ်ပေးလိုက်လို့မြတ်စွာဘုရားမိန့်တော်မူထားတာတက္ကရောကြီးကဒီပုဂ္ဂိုလ်ကြီးပဲဖြစ်လိမ့်မယ်ထင်တယ်လာဆိုပြီးတော့ဘုရားထံသွားဖို့ဘယ်သွားဖို့လဲဘုရားထံသွားဖို့မြတ်စွာဘုရားထံရောက်တဲ့အခါကျတော့မှရှင်ဘုရားတပည့်တော်ကိုမှတ်မိပါရလားဘုရားမှတ်မိပါတယ်ဥပက္ခကြီးအခုသင်္ဘောမှာနေတယ်လေတပည့်တော်ဝင်ကဟာရဇနေဘုတ်လုတ်တကရွာမှာနေပါတယ်မြတ်စွာဘုရားဥပက္ခကြီးမင်းအသက်လဲကြီးလာပြီယဟန်မပြုတ်ခြင်းမူလားလို့မြတ်စွာဘုရားမေးတော့ပြုတ်ခြင်းပါတယ်မြတ်စွာဘုရားဒါပေမဲ့လို့တပည့်တော်ယဟန်မပြုတ်ခင်မှာတပည့်တော်ဇနီးမေသာပါမှာခဲ့တာလေးတပည့်တော်ရှင်ဘုရားအရင်ပြုတ်လို့ပြရသေးအောင်ဘုရားဟဲ့ဟာပါကဘာမှလိုက်လို့တော့မြတ်စွာဘုရားကိုတွေ့ရင်သူကြော့ပါတယ်ဆိုတဲ့အကြောင်းမြတ်စွာဘုရားကိုလက်ဦးရှိပြီးတော့လက်ရရင်သုံးပါလှဲ့လီပြီးတော့ကြော့ပါအဲ့ဒီကြော့လို့ရတဲ့ဝန္ဒနာပူဇာကုသိုလ်ကိုသူရှိတဲ့အရာမှန်းပြီးတော့အမြဝေပါလို့မာတာလေးတပည့်တော့အရင်လုပ်ပြရသေးအောင်ဘုရားဆိုပြီးတော့အဲ့ဒါမြတ်စွာဘုရားဗုဒ္ဓသနာပလင်နာသွားလို့ပြေးတိုင်ဥပက္ခကြီးဘုရားလက်ရရင်သုံးပါလှဲ့ကြော့ပြီးတော့ခန္ဓာကုတ္တိတဲ့အပြင်ထွက်စာပါရှိတဲ့အရာမှန်းဆပြီးတော့မေသာပါရေမင်းမာတဲ့အတိုင်းကမြတ်စွာဘုရားကိုလက်ရရင်သုံးပါလှဲ့လီပြီးတော့ကြော့ပါတယ်ဤကြော့လို့ရတဲ့ဝန္ဒနာပူဇာကုသိုလ်ကိုမင်းနဲ့တကွာသာလီသူပါဒာတို့အမြလို့အမြဝေးပြီးတဲ့အခါကျတော့မှမြတ်စွာဘုရားထာမှာသင်္ကဝေတူပြောဆိုပြီးတိုင်အဲ့ဒါမြတ်စွာဘုရားရှင်ကိုရောမြတ်ကသူ့ကိုသင်္ကဝေပေးပြီးတဲ့အခါကျတော့ကမ္မထံတရားတောင်းကမ္မထံတရားတောင်းပြီးတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ပေးတဲ့ကမ္မထံတရားကိုကျိုးစားပွားများအားထုတ်လိုက်တာသုံးမဲ့သုံးဖို့တဲ့ဘယ်နဲ့ဖို့လဲအနာဂံဖြစ်သွားတာဘာဖြစ်သွားတာလဲအနာဂံဖြစ်ပြီးတော့အနာဂံဖြစ်တဲ့နေ့မှာပဲပြန်တော်မူသွားတယ်တဲ့အနာဂံတို့ရဲ့သွားရဘုံဟာပြည့်တဲ့ဓမ္မဘုံမင်းဘယ်ဘုံနဲ့လဲဗြဟ္မ20ထဲမှာအဝိဟာလို့ခေါ်တဲ့ဗြဟ္မဘုံမှာဗြဟ္မသွားဖြစ်တယ်ဘာသွားဖြစ်လဲဗြဟ္မဘုံရောက်ပြီးတော့ဥပက္ခကြီးကအဲ့ဒီဗြဟ္မဘုံမှာဗြဟ္မသွားဖြစ်တယ်ဗြဟ္မာဖြစ်ခြင်းပဲလူပြည်ကပါသွားတဲ့ကမ္မထံတရားကိုဆက်ပြီးတော့အထုတာအဲ့ဒီအဝိဟာဗြဟ္မာဘုံမှာပဲအရဟတံကိလေသာအသောခွာလျောကုန်ခန့်တဲ့ယဟန္တာဗြဟ္မာကြီးဖြစ်သောပါပုဏီကောင်းစွာမသွေဆိုင်ရောက်တော်မူခဲ့ပါပေသတည်းပေရတဲ့အမိုးမလုံးလို့ကိလေသာမိုးတွေဆွပြီးတော့ဒုက္ခရောက်သွားတဲ့ဥပက္ခမြတ်စွာဘုရားသာသနာတော်ရောက်လာပြီးတော့မြတ်စွာဘုရားဆောက်ပေးတဲ့ကမ္မထံအိမ်လေးထဲမှာကမ္မထံဘာဝနာအမိုးလုံးနဲ့အိမ်လေးထဲမှာကောင်းစွာနေသွားတော့မိုးလည်းမယိုတော့ဘူးယိုသလားစိတ်ကောမအေးသွားဘူးလားကိုယ်လည်းချမ်းသာသွားတဲ့စိတ်ချမ်းသာကိုယ်ချမ်းသာဖြစ်သွားတယ်ဒါကြောင့်အမိုးမလုံးရင်စိတ်ငြိမ်ရတယ်အမိုးလုံးရင်စိတ်ချမ်းသာရတယ်အမိုးလုံးရင်ဘာဖြစ်လဲဒါကြောင့်ဥပက္ခကြီးဟာပိသတိပြန်တော်မူသွားတော့အနာဂံဘဝနဲ့ပြန်တော်မူအဝိဟာဗြဟ္မဘုံမှာဗြဟ္မသွားဖြစ်ပါတယ်ဗြဟ္မဖြစ်မဲ့တဲ့ချက်ချင်းအဲ့ဒီမှာကမ္မထံတရားဆက်ပြီးတော့အထုတာယဟန္တာဖြစ်သွားတယ်တဲ့ဘာဖြစ်သွားလဲဗြဟ္မဘုံမှာဗြဟ္မယဟန္တာတဲ့ဘာဖြစ်နေတာအဲ့ဒါစာပါလည်းပဲနောက်ကလိုက်လာပြီးတော့သာသနာတော်ဝင်သင်္ကဝေတို့ပြောဆိုစာပါအကြောင်းဟောရင်ဇတ်ထုတ်တစ်ထုပ်ရသေးတယ်နော်ပြီးတော့သူ့သားလေးသူ့ဘာရသူ့သားလေးဘယ်လိုလဲသူ့ဘာရကလည်းပဲပိယသတိအဖေရောမေရောသာသနာတော်ဝင်သွားပြီးတော့သူလည်းပဲဒီလိုပဲကိုလျှောက်သွားဒီလျှောက်သွားနဲ့အဲ့ဒါတက္ကရုံဘဝနဲ့ပု္ပ္ပာပြဿနာတွေလျှောက်မေးရင်နဲ့မြတ်စွာဘုရားပြိဋိဘံစာမဲ့ညကြမှာသူရောက်လာတာနောက်ဆုံးကျွတ်တန်းဝင်တဲ့ပုဂ္ဂိုလ်ဟာသူ့ဘာရပရပိုက်နောက်ဆုံးကျွတ်တန်းဝင်သွားတာဘယ်သူလဲအဲ့ဒါ
ကနဲ့သာဘာတို့ရဲ့သားပဲနောက်ဆုံးကျွတ်တန်းဝင်ရတာအဲ့ဒါရှင်ခွန်းတင်ညာနဲ့ညီအကိုတခုသောဘဝပါတို့သာသနာတော်မှာအရင်ဦးဆုံးကျွတ်တန်းဝင်တာရှင်ခွန်းတင်ညာအရင်ဦးဆုံးကျွတ်တန်းဝင်တာဘယ်သူလဲမြတ်စွာဘုရားပြိဋိဘံစံတော်မူတဲ့ညကြမှာကျွတ်တန်းဝင်တာသုဘဒပရပိုက်ကိုဘွားကညီကိုနှစ်ယောက်ဘာလူရှင်ခွန်းတင်ညာအလောင်းကအဦးဆုံးလူတယ်အခုမြတ်စွာဘုရားပြိဋိဘံစံမဲ့ညမှာကျွတ်တန်းဝင်မဲ့သာပါနဲ့ဥပကတို့ရဲ့သားသုဘဒပရပိုက်ကဘာလူနောက်ကြမှာကြီးထူလာတဲ့ဒါကြောင့်ကျွတ်တန်းဝင်တော့လည်းပဲနောက်ဆုံးမှကျွတ်တန်းလာဝင်ရတယ်ဒါကြောင့်လှူတဲ့အခါအဥလှူရတယ်လှူတဲ့အခါဘာလုပ်ရလဲအဲ့ဒါလေးမမေ့တဲ့ထားလိုက်တော့ပြီတရားအဲ့တော့ဒီမှာဥပကရဲ့ဘဝဇာလန်းဟာကြည့်ရင်ပရိသတ်ရဲ့မိုးလုံအိမ်မှာမနေခဲ့လို့ဒုက္ခရောက်သွားတာဟုတ်တယ်မဟုတ်လားစိတ်ချင်းရတာစိတ်မချမ်းသာတာဒါကြောင့်ဘာဝနာအမိုးကောက်သွားမိုးပြီးတော့ဘုရားသာသနာတော်ရောက်လာတော့အခုကိုရောစိတ်ကိုချမ်းသာလို့နောက်ဆုံးချမ်းသာစေချမ်းသာမှာဖြစ်တဲ့တဏှိတုကနိဗ္ဗာန်ချမ်းသာကြီးကိုရအောင်သွားဘူးလားဒါကြောင့်ဥပဒဇာလမှတ်တမ်းတင်ပြီးတော့ဒါလေးနားထောင်ပြီးတော့ gain ငါတို့လည်းပဲဒါနအခင်းလေးခင်းနေလို့လည်းမပြီးသေးဘူးဟဲ့သီလအကာကာယုံနဲ့မပြီးသေးဘူးဟဲ့ဘာဝနာအမိုးမိုးမှသာလေငါတို့ဘဝစိတ်ချမ်းသာပဲလို့ဤကဲ့သို့ဆုံးဖြတ်ချက်ချပြီးတော့ဘာဝနာအမိုးနိုင်ကြပါစေလို့ဆိုတဲ့ရည်ရွယ်၍ခဏဟောသောဥပကခြေရာပါရံတရားပြီးပါပြီဒါကြောင့်ဒေသိတော်မေအယဓမ္မဗုဒ္ဓေနာသစ္စာပါတိတော်တေနသာဝေသုခယံဒုဇနာဣဋ္ဌသမင်္ဂိနောဗုဒ္ဓေနာအရဟတသုတယံဘုခိုင်းတုနိုင်မမြင်ခောရမဘုရားရှင်သည်အဟိသမာတိတော်ထံကတိုင်းဘုရားပြသာသာတိကရွှေရဟောကြားအပ်သောအယံဓမ္မဥပကထေရပါဒလို့ခေါ်ဆိုအပ်တယ်အမိုးမလုံးရင်စိတ်နေရတယ်လို့အမိပေးထားတဲ့ဓမ္မကတဒေသနာတော်မြတ်ကိုမေမယံငါသည်ဒေတိတော်တို့တက္ကဓမ္မတွေသိစေမှတ်စေကြင်ကြံနိုင်ကြပါစေအေးအနေဖြင့်ကောင်းသောမသွေဟောကြားတော်မူခဲ့ပါပေပြီဒေနထို့သို့ရှိမှုဓမ္မဒါနဓမ္မသဝနာဘာဝနာမယပုံညကရိယာကုသိုလ်ထူးကြောင့်တပေကျွတ်မဲ့အောင်သုံးလုံးစုံကုန်သောဒနာတရားနာရောက်လာပေါင်းများစွာတို့သည်ဣဋ္ဌသမင်္ဂီနောမိမိတို့အသည်အလိုရှိရာတောင်းတအပ်သောဣဋ္ဌမင်္ဂလာကျက်သည်ပြပြတို့နှင့်ပြည့်စုံကြကုန်သည်ဖြစ်၍ဒုက္ခယံတုယနေ့ကသာနိဗ္ဗာန်ရောက်ကြသည်